အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့မှာတော့ဆရာမင်းခိုင်စိုးစံရေးသားထားတဲ့ကလေးအတွေးဆိုတဲ့စာအုပ်ကိုဖတ်ပြပေးသွားမှာဖြစ်ပါတယ်အကြောင်းအရာမစခင်မှာကျွန်တော် channel လေးကို subscribe မလုပ်ရသေးရင် subscribe လုပ်သွားပေးဖို့လည်းတောင်းဆိုချင်ပါတယ်ကလေးအတွေ့အခန်း1အိမ်တို့ပြန်ရောက်လာတော့ကလေးငယ်ကမိခင်ကိုသူ့အတွေ့အကြုံပြန်ပြောပြသည်မမေဒီနေ့ဘတ်ကားပေါ်မှာအန်ဒီတယောက်ရဲ့ခြေထောက်ကိုတာတက်နေလိုက်ပြီတယ်။တာတောင်းပန်လိုက်တယ်။ဒါနဲ့အန်ဒီကတာကိုချောကလက်တစ်ခုထုတ်ကျွေးတယ်။အော်ဒါနဲ့တာကျေးဇူးတင်ပါတယ်လို့ပြောလိုက်ရောလား။ဟင်းမမေသူ့ရဲ့နောက်ထပ်ခြေထောက်တစ်ဖက်ကိုထပ်ပြီးတက်နေလိုက်တယ်။ကျွန်တော်တို့လူမှုဆက်ဆံရေးနယ်ပယ်ထဲမှာ handicap ပေးထားရတဲ့သူတွေဆိုတာရှိပါတယ်။ handicap ဆိုတာပါစားပေးထားတဲ့သဘောကိုဆိုလိုတာပါ။ကစားပွဲတွေမှာဆိုရင်အမှတ်ကျော်ပေးထားတာပေါ့။ကိုနဲ့စစ်တူရင်ထိုးမဲ့လူကကိုအောင်နှိမ့်ကြတဲ့စွမ်းရည်ရှိသူဖြစ်နေလို့ရှိရင်သူ့ရဲ့အားနည်းချက်ကိုတက်ညာတဲ့အနေနဲ့ကိုဘက်ကဘေးလျှော့ရုပ်တရုပ်ဒါမှမဟုတ်မြင်းရုပ်တရုပ်ပွဲမဆခင်နဲ့အကြဆုံးခံပြီးတော့ရှော့ကစားတာပါ။ဒါမှတရားမျှတမှုရှိမယ်လို့ယုံကြည်တာ哦။လူတိုင်းဝိုင်းထဲမှာလည်းဒီလိုပဲတချို့လူတွေကိုအကြောင်းကြောင့်တနာလို့အားနာလို့ပါစားပေးတက်ညာထားတာတွေရှိပါတယ်။ဒါပေမဲ့ခက်တာကသူတို့ထဲရတဲ့ချို့လူတွေကတမင်ညာမှမသိကြဘူး။ရောင်းတက်လာကြတယ်။ခလေးစိုးကြီးဒီလိုပဲကိုကျတော့ကိုတက်နေပြီးတောင်းမှန်လို့ကိုကတနာအားနာတာနဲ့ချောကလက်တစ်ခုထုတ်ကျွေးလိုက်မိပါတယ်။သူတို့ကနောက်ထပ်ခြေထောက်တစ်ဖက်ကိုထပ်ပြီးနင်းကြပြန်ရော။ကဲမခက်ဘူးလား။တချို့အိမ်တွေတချို့ဆိုင်တွေမှာအားနာလို့လိုက်ရောတာအားရလို့မထင်နဲ့ဆိုရက်ဆိုင်းဘုတ်ကိုတွေးနေရတော့ဩသူတို့လည်းခဏခဏခြေထောက်တက်နေခံရရှာတဲ့တူပါရဲ့လို့တွေးပြီးပြုံးမိပါတယ်။ဟုတ်တယ်လေမကောင်းတဲ့လို့အလျှော့ပေးနေရတာမှန်ပေမဲ့ခဏခဏဖြစ်လာတော့လေဘယ်သူသိခံနိုင်ပါလဲအားလုံးကပုထုဇဉ်တွေပဲမဟုတ်ဘူးလားဇနမိတ်ဆွေတယောက်ကတော့အဲ့ဒီဆိုင်ပုတ်ကိုတမျိုးဖတ်မိရှာတယ်အားနာလို့လိုက်ရောတာအတဲလို့မထင်နဲ့သူကဒီလိုဖတ်ပြီးတော့ကျွန်တော်လာမေးပါတယ်ဟေ့ကောင်အတဲဆိုတာတရုတ်လိုအဖေကိုပြောတာမဟုတ်လားတဲ့သူဖတ်တယ်လို့မျိုးဆိုရင်သူ့အိဗယ်နဲ့သူတော့မစိုးပါဘူးလို့ကျွန်တော်တွေးမိတာဟုတ်တယ်လေနောက်ထပ်ချောကလက်တစ်ခုထပ်လို့ခြင်းလို့အာမနာပါမနာနဲ့သူများခြေထောက်ထန့်နေတဲ့လူတွေရဲ့အတွေ့ဟာခလေးတွေးပါကျွန်တော်ပြောခဲ့ပြီးသားပဲအဲ့လူတွေဟာခလေးဆန်တဲ့လူတွေဆိုတော့သူတို့ရေရှည်မှာဘယ်သူကသိခံနိုင်ပါလဲအလွန်ဆုံးသူ့အဖေအမေပဲပေါ့ကျန်တဲ့လူတွေကတော့ကြာလာတာနဲ့အမျှစိတ်ပြက်လာမှာသိကြပါတယ်ဒါပေမဲ့ခလေးတွေဆိုတာခတ်သားကလားကို့အဖေမေပေါ်မှာစိုးကျင်တိုင်းစိုးလို့ရလို့ရယုံနဲ့ကျန်တဲ့လူတွေအားလုံးပေါ်မှာလည်းအဲ့ဒါလိုစိုးဖို့အခွင့်အရေးရမယ်လို့ထင်နေတတ်တာမျိုးအဲ့ဒီကလေးစိတ်ကလေးညင်မျိုးတွေ့ရင်အားလုံးကဝိုင်းပြီးပဲ့ပြင်ပေးကြဖို့လိုပါတယ်အပြုပြင်ခံရတဲ့လူကိုယ်တိုင်ကလည်းအမှန်တကယ်လိုလားလားပြုပြင်ခြင်းနဲ့ဆန္ဒရှိဖို့လိုပါလိမ့်မယ်လောကမှာအရေးကြီးဆုံးကကိုယ့်ကိုအရှိတိုင်းတဲမန်ကန်ကန်မြင်မဲ့တတိရှိဖို့ပါပဲကျွန်တော်တို့ကရောကိုယ့်ကိုဘယ်လောက်ထိတတိထားမိကြလို့လဲအခွင့်အရေးတစ်ခုရပြီဆိုတော့နဲ့ချောကလက်ရတဲ့ကလေးငယ်လိုအငမ်းမရလှမ်းယူမိတဲ့အခါမျိုးတွေရှိခဲ့သလားငါ့ဘာဖြစ်လို့ဒီလိုအခွင့်အရေးပေးတာလဲအားနာလို့လားမကောင်းတဲ့လို့တတ်ညာတဲ့သဘောလားသူများငဲ့ညာတော့ငါအလိုက်ကန်းစိုးမသိရတိုင်းယူတဲ့ကောင်ဖြစ်နေသလားစသဖြင့်ပြန်ဆန်းစစ်ဖို့လိုပါတယ်ဒီလိုမှမဟုတ်ပဲကိုရရင်ပြီးရောဆိုတဲ့သဘောမျိုးထားလို့ကတော့ကျွန်တော်တို့လူကြီးတွေဟာသူများချက်တော့နင်းဖို့ဝင်မလေးတဲ့ခလေးတယောက်နဲ့ဘာထူးတော့မှလဲပေးတိုင်းလဲမယူပါနဲ့ရှာမှန်းတည်တိုင်းလဲမလိုချင်နဲ့အခွင့်အရေးဆိုတာကိုနဲ့ထိုက်တန်မှရတာယူတာအကောင်းဆုံးပါပဲခလေးအတွေ့နှစ်ဆရာသည်တပည့်ဖြစ်သူ၏သင်ခန်းစာစာအုပ်ကိုစစ်ဆေးသည်စာအုပ်ထဲတွင်ရေးသားထားပုံမှာရှုပ်ထွေးလွန်းလာသောကြောင့်မြေသုံးမှအတိတ်ပဲဖော်ရမရထို့ကြောင့်ဆရာဖြစ်သူကညီတွားလိုက်သည်တပည့်မင်းနဲ့ငါတရားရောက်တော့ယူနေပြီထင်ပါရဲ့ကွာနောက်တစ်နေ့တွင်တပည့်ဖြစ်သူသည်ဆရာကိုစာရွက်တွေပေးသည်ဆရာဘာစာရွက်လဲကွာဒီတော့ကျောင်းသားကျွန်တော်မယူကြောင်းစေယောဂါကိုစေယုံအုပ်ရဲ့ထောက်ခံစာပါခမများတဲ့ရှင်းရခတ်တဲ့ပြဿနာတွေထဲမှာလူနှစ်ယောက်ဒါမှမဟုတ်ရက်တီမှုနှစ်ဖက်မျက်နှာချင်းဆိုင်နားလည်မှုလွဲတဲ့ပြဿနာအဖြေရှင်းရအခက်ဆုံးပါအမြင်မတူတဲ့ရှုထောင့်နှစ်ခုစလုံးကကျေနပ်လက်ခံတဲ့အဖြေတစ်ခုရှာတွေ့ဖို့ဆိုတာမလွယ်ပါဘူးပြဿနာထဲမှာပါဝင်နေတဲ့ဘက်နှစ်ဖက်စလုံးရဲ့ကျေနပ်မှုကိုတွေ့အောင်မရှာဘဲနဲ့ကိုယ့်ဘက်ကရွေးတစ်ဖက်သက်အဖြေတုတ်တာပြဿနာကိုပုံဖြတ်လိုက်တာပဲဖြစ်ပါတယ်ပြီးပြတ်သွားစေတာမဟုတ်ပါဘူး
စောစောဟာတာထဲမှာပါတဲ့ကလေးရဲ့အတွေးလို့ပေါ့ဆရာနဲ့သူနဲ့ကြားမှာပြေလည်စေမဲ့ပြဿနာရဲ့အဖြေကိုရှာဖွေဖို့မကြိုးစားဘူးသူတကူတဲ့အတွက်ပဲလုံခြုံမှုရှိတဲ့နေကုန်းအဖြေထွက်လာအောင်စေယောဂါကိုစေးရုံကထောက်ခံစာယူလာတယ်သူမယူပေါ့မှန်ပါတယ်သူလို့ရဟာသူတယောက်တည်းအတွက်မှန်တာပါအဲ့တစ်ဖက်သက်အဓိပ္ပာယ်ကတခြားလူတယောက်အတွက်ဘာဖြစ်သွားစေလဲဆရာယူနေတာလို့ဆိုတဲ့အဓိပ္ပာယ်ရောက်သွားတာပေါ့ကျွန်တော်တို့ကရောနေ့စဉ်ကြုံတွေ့နေရတဲ့ပြဿနာတွေကိုဘယ်လိုဖြေရှင်းနေကြပါသလဲကိုတယောက်တည်းအတွက်ပဲလုံခြုံမှုရှိတဲ့နေကုန်းအဖြေထွက်လာအောင်တစ်ဖက်သက်စဉ်းစားနေမိကြတာများပါတယ်မဟုတ်ဘူးလားကျွန်တော်ရဲ့အတွေ့အကြုံလုံခြုံမှုရှိတဲ့နေကုန်းအဖြေထွက်လာအောင်တစ်ဖက်သက်စဉ်းစားနေကြတာများပါတယ်မဟုတ်ဘူးလားကျွန်တော်ရဲ့အတွေ့အကြုံခလေးတွေနဲ့ဘာထူးလို့လဲတခြားလူတယောက်ယူခြင်းယူစေကိုယူမဖြစ်ရင်ပြီးရောဆိုတဲ့ပြဿနာဖြေရှင်းနေမျိုးပဲအဲ့ဒီလူသဘာဝကိုတည်ရော်ထားတဲ့ဟာတာလေးတစ်ခုရှိပါတယ်ရခိုင်ဆိုဗီယက်နိုင်ငံဟောင်းရဲ့ကွန်မြူနစ်ပါတီခေါင်းဆောင်ကြီးတယောက်ကပြောတယ်တဲ့ကျုပ်ကပြဿနာတစ်ခုကိုဘယ်တော့မှတစ်ဖက်သက်မကြည့်ဘူးဗျပြပြတတဖြစ်အောင်အမြဲတမ်းနှစ်ဖက်မြင်တဲ့အမြင်နဲ့ကြည့်တယ်တစ်ဖက်ကကျုပ်ရဲ့အမြင်တခြားတစ်ဖက်ကမှားနေတဲ့အမြင်ပြဿနာဖြေရှင်းပုံ problem solving နှစ်မျိုးရှိပါတယ်လို့ဆိုပါတယ်တစ်မျိုးကပြဿနာကိုအဓိကထားတဲ့နည်း problem oriented method ပါနောက်တစ်မျိုးကတော့အဖြေကိုအဓိကထားတဲ့နည်း solution oriented method ပါဒီနည်းနှစ်မျိုးကိုသင်ပေးခဲ့သူကတော့အခုကလေးစေယုံကြီးမှာတာဝန်ကျနေတဲ့ကလေးတူကဆရာဝန်ကြီးဒေါက်တာဇော်လင်းဖြစ်ပါတယ်ကျွန်တော်အကြည့်ညိုဝါဆုံးဆရာတွေထဲမှာတယောက်အပါဝင်ပါအခုသူ8မိုင်လမ်းဆုံး charge ကဟေပြုံမြစ်တာဈေးကူကံမှာတနေ့နေတိုင်းမြစ်တာနဲ့ဈေးကူတာပေးနေပါတယ်ဒါကသူပြောပြခဲ့တဲ့နည်းပါပထမနည်းကပြဿနာကိုအဓိကထားတဲ့နည်းပါမိသားစုတစုရှိတယ်ဆိုကြပါစို့အဖေရဲ့အမေရဲ့အမဖြစ်သူရဲ့မောင်လေးရဲ့ပေါ့မောင်လေးဖြစ်တဲ့သူကအတော်ငယ်ပါသေးတယ်လမ်းလျှောက်တက်ခါသာဆိုပါတော့ဟိုဒီဒေါ်ဒီဒေါတာနဲ့တွားရင်းနဲ့ဟိုဟာလှမ်းကန်ဒီဟာလှမ်းဆွဲနေပြုံးကနေရေဦးစင်ရဖန်ခွက်ကိုလှမ်းဆွဲလိုက်မိတယ်ခွမ်းကနေမြည်ပြီးတော့ကျမ်းပေါ်မှာဖန်ခွက်အကွဲကြီးစားနာတွေပွေ့သွားရောအမဖြစ်တဲ့လူကကမန်းကရန်ပြေးလာပြီးတော့သူ့မောင်လေးရဲ့ကြောဗျန်းနဲ့နှစ်ချက်လောက်စိတ်ရှိလက်ရှိရိုက်ပစ်လိုက်တယ်ဒါတော့စောအောင်မလားပေါ့လေကမြင်းဟဲဆိုပြီးတော့ပြောရိုက်နဲ့ကလေးငိုစမ်းတော့ကြွကြံညံအဲ့ချိန်မှာပဲအမေကလက်လန်းမီယာတနခါတုံးနဲ့သူ့သမီးကိုလှမ်းပစ်လိုက်တယ်ခလေးကိုရိုက်မနေနဲ့ညီးရောအသုံးမကျတာဖန်ခွက်ကိုခလေးမမီရဲ့နေရာမှာထားပါလို့ငါဘယ်နှခါပြောရမလဲစီးကမ်းမရှိတဲ့ဟာမှသမီးကလည်းခုံးတော့မခံဘူးအမေကိုကက်လန်ပြန်ရန်တွေ့စူးကြရိုက်ကြနဲ့ငရဲပွက်နေတော့အဖေဖြစ်တဲ့လူကမိန်းမကိုအပြစ်တင်မြန်ရောဟာကလေးတွေကဘာသိမှာတော့နင်ကအဲ့လိုကွဲတဲ့မှန်းသိရင်ဘာလို့ဖန်ခွက်ဝယ်သေးလဲစတီးခွက်ဝယ်ပါလားနလဘိန်းတို့မရဲ့ရှင်ပေးတဲ့ပတ်စံဘယ်လောက်များရှိလို့စတီးခွက်ဝယ်နိုင်မှာတော့ပတ်စံလေး6ပြားတစ်ပဲနဲ့အလကားဘာမှသုံးမရတဲ့ယောက်ျားကိုယူထားမိတာ哦အဲ့မှာနေလင်းနဲ့မယားထသက်ပြီးဝုန်းတိုင်းကျဲတော့တာပဲဒီဖြစ်ဖြစ်ကနေကျွန်တော်တို့ဘလို့အချက်ကိုသင်ခန်းစာယူနိုင်တယ်ပြဿနာကိုရှေ့တန်းတင်ရင်းနဲ့ဖြေရှင်းနေစီမရောက်ဘဲနဲ့တယောက်ကိုတယောက်အပြစ်တွေတင်လိုက်တော့ပြဿနာတွေပိုပြီးပွားမလာဘူးလားနောက်တနည်းကတော့အဖြေကိုအဓိကထားတဲ့နည်းပါဥပမာဆောစောမိသားစုနဲ့တထထဲပဲဆိုတော့အဖေရဲ့အမေရဲ့အမရဲ့မောင်လေးငယ်ငယ်လေးတယောက်ရဲ့ဖြစ်ရက်ကလည်းစောစောအတိုင်းပဲကလေးကဖန်ခွက်ကိုလှမ်းဆွဲတယ်ဖန်ခွက်ကြပြီးကွဲတယ်အမဖြစ်တဲ့သူကကမန်းကရန်ပြေးသွားပြီးတော့ဖေမောင်လေးဖန်ခွဲစာတွေစူးမယ်လို့ပြောနေတဲ့ကလေးကိုပွေ့ချလိုက်မယ်တစ်ဆက်တည်းမှာပဲသူ့အမေပဲလှည့်ပြီးတော့မေမောင်လေးကိုမရိုက်ပါနဲ့သမီးကိုယ်တိုင်ဖန်ခွက်ကိုအစွန်းမှာတင်ထားခဲ့ပြီလို့ပါသမီးကလည်းစိတ်မကောင်းဖြစ်ပါနဲ့ဖန်ခွက်ဆိုတော့ကွဲတတ်တဲ့ပစ္စည်းပဲတစ်ချိန်မဟုတ်တစ်ချိန်မှာကွဲမှာပဲပြောဆူနဲ့အမေကဒီပစ္စည်းတစ်ချောင်းကိုဆွဲယူပြီးဖန်ခွဲစာတွေကိုလှဲကျင်သိမ်းဆည်းလိုက်တယ်အဲ့ဒီချိန်မှာဖခင်ဖြစ်တဲ့သူကဒီတိုင်းဆိုရင်ကလေးအတွက်အန္တရာယ်ရှိတယ်ဖြစ်နိုင်တို့ဖန်ခွက်စာစတီးခွက်ဝယ်သုံးအောင်လောလောဆယ်ပတ်စံမလောက်သေးရင်လည်းပလတ်စတစ်ခွက်ပဲဝယ်ကြတာပေါ့အဓိကမကွဲဖို့မရှဖို့ပဲမှုတ်လားကျွန်တော်တင်ပြချင်တာအဲ့ဒါပါပဲဒီနေ့ကအဖြေအဓိကထားရှာဖွေတဲ့နည်းပါအဲ့ဒီအိမ်တော်စုနှစ်စုကိုနှိုင်းရှင်ကြည့်ပါပြီးတော့ပြဿနာဖြေရှင်းတဲ့နည်းနှစ်နည်းအနက်ကဘယ်နည်းကိုသုံးရင်ကောင်းမလဲဆိုတာကိုယ်တော်ကိုပဲတွေးကြည့်ကြစေချင်ပါတယ်ခလေးအတွေ့3ဆရာပြောသည်ရေဟာလူဘဝရဲ့အသက်ရှင်နေထိုင်မှုအတွက်အင်မတန်မှအရေးကြီးတဲ့ပစ္စည်းဖြစ်တယ်ကဲမောင်ကျွတ်နီရေရဲ့ရေးပါပုံပြောပြစမ်းမအောင်ဟုတ်ကဲ့ရေသာမရှိရင်ရေကူးသင်လို့မရတဲ့အတွက်ကျွန်တော်တို့ရေကူးတတ်မှာမဟုတ်ပါဘူးအဲ့ဒါဆိုရင်ကျွန်တော်တို့အားလုံးရေနစ်ပြီးသေသွားနိုင်ပါတယ်တဲ့
reality ဆိုတာ data ဓမ္မဖြစ်နေရှိနေတယ်ဟာအဲ့ဒါကိုခေါ်တာပါ reality ကိုမြင်တွေ့နိုင်ဖို့ဆိုရင်ဖြစ်နေတဲ့အတိုင်း being ဆိုတဲ့အရာကိုသိနာလဲသဘောပေါက်ဖို့လိုအပ်ပါတယ်ခင်ဗျားတို့ကျွန်တော်တို့ရော being ကိုနားလဲပြီလားကျွန်တော်လည်းအတူတူပါပဲကျွန်တော်တို့ဟာ being ဆိုတဲ့စီကိုမရောက်ဘဲနဲ့ doing ဆိုတဲ့နေရာမှာပဲစင်ကျင်တွေးခေါ်မှုအဆုံးသတ်ပြလိုက်ကြတာပါ doing ဆိုတာရောပါလဲ doing ဆိုတာကိုလုပ်နေတဲ့အရာကိုခေါ်တာပါလူတွေကကိုလုပ်နေတဲ့အရာကိုပဲမြင်ကြတယ်ဖြစ်နေတဲ့အရာ being ကိုကြတော့မမြင်ကြဘူးဆိုကြပါစို့ပစ္စည်းဥစ္စာမပြည့်စုံတဲ့လူကပစ္စည်းဥစ္စာကိုမမမောမောအပြေးလွှားရှာတယ်တချို့ကအတိတ်ကမကောင်းခဲ့လို့ဆိုပြီးတော့ကိုမမြင်မသိနားမလဲတဲ့ဘဝတစ်ခုကိုတရက်ခန့်ရှာအပြစ်ပုံချတယ်နောက်ဘဝမှာကောင်းဖို့ဆိုပြီးတော့မျှော်လင့်ချက်နဲ့တိဆောက်တယ်အဲ့ဒီမှာသူ့စိတ်ရဲ့ချမ်းသာမှုရှာတယ်ပစ္စည်းဥစ္စာပြည့်စုံတဲ့လူကလည်းစိတ်ရဲ့ချမ်းသာမှုရှာတာပါပဲသူကြတော့ထွက်ပြေးတဲ့နည်းနဲ့ရှာတယ်စီးတဲ့ဥစ္စာတွေဆွန့်လို့မဲ့တိုးတယ်တော့တရားထိုင်မယ်စသဖြင့်ပေါ့တကယ်တော့နောက်ကလိုက်တာပဲဖြစ်ဖြစ်ထွက်ပြေးတာပဲဖြစ်ဖြစ်ဘာမှမထူးလာပါဘူးအဲ့ဒါတွေဟာလုံနေတာ doing မျှတာဖြစ်ပါတယ်ကျွန်တော်တို့ဟာအဲ့ဒီလုံနေတဲ့ doing အဆင့်မှာပဲတဝဲဝဲတလေလေနဲ့နစ်မြုပ်နေကြတာပဲမို့လားကိုယ့်ရဲ့လုံနေတာ doing အပေါ်မှာပဲသုံးသက်ချက်တွေထုတ် reason တွေကြံဖန်ထိုးဆက်စင်ဥပဒေသစ်တွေနေရာမှာတွေထုတ်တတ်သိတွေပြစသဖြင့်ပေါ့လေတချို့ကလည်းကိုယ်လုံနေတာ doing ရဲ့ reason ကိုအခြေအနေကြီးကျေနပ်လို့တချို့ကြတော့လည်းနတ်ဘုံနန်းနိုင်တွေကိုမျှော်လို့တချို့ကြတော့လည်းအစိုးမြင်ဝါဒကိုကင်ဆွဲပြီးမကြင်မနဲ့ညီးတွားလို့ပေါ့ Plato နဲ့နေရှေးတို့ရဲ့မဟာလူသားတွေလူချက်လူစူပါမန်အယူအဆတွေဟာအဲ့ဒီနည်းအားဖြင့်ဖြစ်ပေါ်တယ်လို့တော့ဆိုချင်ပါတယ်တကယ်တော့ကျွန်တော်တို့လိုအပ်နေတာကသူတကားချက်အတွေးခေါ်စင်ကြင်မှုပြေဝတာလုံးတဲ့မဟာလူသားတွေစူပါမန်တွေမဟုတ်ပါဘူးဖြစ်နေတာဘင်းကိုဖြစ်နေတဲ့အတိုင်းသိမြင်နားလည်ဖို့ပဲလိုတာပါကိုယ်ဝေယုံကြည်မှုဆိုင်ရာအယူအဆတွေကတမလုံးမှာနတ်ဘုံနန်းနိုင်တွေတိဆောက်ပေးမယ်လို့မျှော်လင့်နေစေခိုက်မှာအဲ့ဒါနဲ့ဆန့်ကျင်ဘက် Marx လီနင်ဝါဒသမားတွေကလောကကြီးအတွက်နတ်ဘုံနန်းနိုင်တွေကိုလက်ရှိဟောဒီမြေပြင်ပေါ်မှာပဲတိဆောက်ပြမယ်လို့ကျုံဝါကြအာမခံကြပြန်တယ်တပြိုင်နက်တည်းမှာပဲသိပ္ပံပညာကိုယုံကြည်သူတွေကလည်းထုံးကားလာတဲ့သိပ္ပံနည်းပညာတွေဟာလူသားတွေအားလုံးအတွက်လူသားရတဲ့ကဘာကြီးတစ်ခုဖြစ်အောင်တီထွင်ဖန်တီးပေးနိုင်တော့မလို့အောက်မေ့ကြပြန်ရောဒါမဲ့အဲ့ဒါတွေအားလုံးဟာလူသားတွေရဲ့လိုအပ်ချက်မှန်သမျှကိုအလုံးစုံမဖြည့်ဆည်းပေးနိုင်ပါဘူးအဲ့ဒီဝါဒတွေစနစ်တွေပညာရက်တွေအားလုံးဟာသူတို့ရဲ့စီးပေါင်းတစ်ခုစီတွင်းမှာသာသူတို့ရဲ့ reason နဲ့သူတို့မှန်ကန်နေခဲ့ကြတာပါအဲ့လိုစီးပေါင်းတစ်ခုတွင်စနစ်တစ်ခုတွင်မှာသာမှန်ကန်တဲ့ reason မျိုးဟာဒီလောကရဲ့အကျွမ်းမဲ့သစ္စာတရားကိုဒါမှမဟုတ်လိုအပ်ချက်မှန်သမျှကိုဖြည့်ရှင်းပြီးပြည့်စုံနိုင်လိမ့်မယ်မဟုတ်ပါဘူးအဲ့ဒါတွေဟာဘာနဲ့တူလဲကျွန်တော်တို့ကအမောင်ထဲမှာရောက်နေကြတယ်အဲ့အမောင်ထဲမှာပြေးလွှားပြီးတော့အလင်းပမာလဲလို့အော်ဟေ့လိုက်လံရှာဖွေနေတာနဲ့တူပါတယ်အလင်းကိုအဲ့လိုလိုက်ရှာနေလို့မတွေ့နိုင်ပါဘူးအမောင်ကွယ်ပြောက်ချင်အလင်းကိုကိုယ့်ဘာသာကိုထုံးညှိရမှာပါဝါဒတွေအတွေးခေါ်စနစ်တွေသိပ္ပံပညာတွေဟာအလင်းကိုယူဆောင်လာမှာမဟုတ်ပါဘူးဘာဖြစ်လို့လဲဆိုတော့အဲ့ဒီအတွေးခေါ်စနစ်တွေဝါဒတွေရဲ့ reason ဟာလိုအပ်ချက်ဆိုတဲ့တွင်းပေါက်ဝါကိုခြုံငုံမိအောင်အပြင်ကအခွန်လိုအုပ်ပြီးတိဆောက်ထားတဲ့ reason သာဖြစ်လို့ပါပဲအဲ့လိုပုံမျိုးနဲ့တိဆောက်ထားတဲ့ reason ဟာစင်ကြင်မှုအပြင်ဘက်ကိုချဲ့ထွင်လေးအတွင်းရလိုအပ်ချက်ဟာလည်းတရေခွင်းရဲ့အတွင်းဘက်နိုင်ငံလိုမျိုးလိုက်ပါကျယ်ပြန့်လာလေးပါပဲဒါကြောင့်လိုအပ်ချက်ဟာဘယ်တော့မှပြီးပြည့်စုံတယ်လို့မရှိတာပေါ့အတွေးခေါ်ရရှေ့ကိုခရီးဆက်လေးလိုအပ်ချက်တွေကနောက်ကဒရဇက်ပြိုလဲပြီးလိုက်ပါလာလေးတွေဖြစ်နေတော့တာပါပဲ reason ဆိုတာတကယ်တော့အပြင်ကိုတိုးချဲ့ရတဲ့အရာမဟုတ်ပါဘူးတိုးချဲ့တိုင်းလဲထာဝရမပြည့်မစုံဖြစ်နေမှာပါပဲတကယ်တော့ reason ဆိုတာကိုလိုအပ်ချက်ရဲ့အတွင်းသားစီကိုဦးတည်ပြီးတော့ဘခိုးအလဲရှိတဲ့နေရာကိုပြန်သွားတဲ့အရာဖြစ်ပါတယ်စိုးစိုးကကလေးရဲ့တွေးခေါ်စင်ခြင်းမောဟာရည်စရာကောင်းမနေဘူးလားသူ့ရဲ့နေတဲ့အစာပြိုးပုံကတော့ရေသာမရှိရင်ဆိုတဲ့အတွေးနဲ့စပါတယ်ပြီးတော့အတွေးရအပြင်ဘက်ကိုစန့်ထွက်သွားတယ်ရေကူးတင်လို့ရမှာမဟုတ်ဘူးတဲ့မှန်သားပဲဒါလည်းမကသေးဘူးနောက်ထပ်စန့်ထုတ်လိုက်ပြန်တယ်ဒါဆိုရေကူးတက်ကြမှာမဟုတ်ဘူးတဲ့မှန်တာပါပဲရေကူးတင်လို့မှမရတာဘယ်လိုလုပ်ပြီးရေကူးတတ်မလဲအဲ့ဒီအတွေးကိုနောက်ထပ်စန့်ထုတ်လိုက်ပြန်တော့ရေမကူးတဲ့ရေနစ်သေးနိုင်တယ်ဆိုတဲ့ဤကုန်းကိုရတယ်ဒါလည်းမှန်ကန်တဲ့စင်ကြင်မှုပါပဲဒါမဲ့နေချမ်းမာတွေကရေမရှိရင်ဆိုတာနဲ့အဆရှိပြီးနေကုန်းကြမှာရေနစ်သေးနိုင်တယ်လို့ဆုံးတော့ရည်စရာကောင်းတဲ့လွဲချော်မှုမဟုတ်ဘူးလားဒီကလေးရဲ့စင်ကြင်မှုကနေတန်းရဲ့ငကိုမူလလိုအပ်ချက်ကိုပြေလည်ညီညွတ်စေတဲ့နေကုန်းကိုမှမရတာကျွန်တော်လည်းဘာမှမထူးပါဘူးကျွန်တော်ရဲ့ငကိုမူလလိုအပ်ချက်နေတန်းကဘာလဲကျွန်တော်ရဲ့အတွေးတွေတီထွင်ဖန်တီးချက်တွေဝါဒတွေသာတစ်စင်ပြီးတစ်စင်ပွားများဖောင်းပွားစန့်ထွက်လာတယ်တကယ်ငကိုမူလလိုအပ်ချက်ကိုပြေလည်စေနိုင်တဲ့စင်ကြင်မှုနီးလန်းတော့ဘာတစ်ခုမှပါမလာဘူး
ဆိုကြပါစို့ကျွန်တော်တို့ဟာဒုက္ခတွေကိုကုံဆုံးစေခြင်းနဲ့ဒါကြောင့်စီးစိမ်ဥစ္စာရှာရတယ်စီးစိမ်ဥစ္စာကိုရဖို့အောင်မြင်မှုကိုရှားပြန်တော့နာမည်ကျော်ကြောင်းမှုတွေဩဇာတွေမိတ်ဆွေဆက်တဲ့တွေကိုရှားပြန်ရောရှားဖွေတာတွေကိုတော့တစ်ခုပြီးတစ်ခုရချင်ကြလာမယ်ငကိုမူလလိုအပ်ချက်ဖြစ်တဲ့ဒုက္ခမချုပ်ငြိမ်းပါဘူးဒုက္ခကိုလိုက်လံရှာဖွေနေတဲ့ reason နီးလန်းဟာမှားပါတယ်ဒါဖြင့်တကယ်ခိုင်မာပြီးယုံကြည်စိတ်ချတဲ့ reason ကဘယ်လိုနီးလန်းမျိုးလဲဒုက္ခပြီးဆုံးရာရင်းမြစ်ကိုလိုက်ရှာဖွေတဲ့ reason နီးလန်းကမှန်ကန်တယ်လို့ကျွန်တော်ပြောချင်တာပါဒုက္ခနဲ့ဒုက္ခရဲ့ပြီးဆုံးရာမဟုတ်ဘူးလားလို့မေးချင်သူတွေရှိကောင်းရှိမှာပါဒါကိုကျွန်တော်မျှော်လင့်ထားပါတယ်ဒီတော်များများလည်းဒီလိုပဲထင်နေတာ哦ဒုက္ခနဲ့ဒုက္ခရဲ့ပြီးဆုံးရာဟာတခြားစီဖြစ်ပါတယ်စနေဘက်ဥတီယာ2ရက်လို့တော့ပြောနိုင်ပါတယ်လူတွေလိုက်လံရှာဖွေနေတဲ့ဒုက္ခပါလေတချို့ကျတော့ဒနာဥစ္စာကြော်ဝါမှုတွေကိုလိုက်လံရှာဖွေကြတယ်ဒီလိုပဲတချို့ကဂုဏ်သတင်းကြော်ကြားမှုတွေနာမည်ကြီးမှုတွေကိုရှာကြတယ်တချို့ကဩဇာအာဏာကိုရှာကြတယ်တချို့ကစိတ်ချမ်းသာလူမှုကိုရှာကြတယ်တချို့ကချစ်သူကိုရှာကြတယ်တချို့ကမိတ်ဆွေရှာကြတယ်ကဲသူတို့ရှာဖွေနေတဲ့အရာတွေကိုရလိုက်ပြီပဲဆိုပါစို့သူတို့ရဲ့ဒုက္ခတွေဟာတကယ်ပဲအပီးပြတ်ကွယ်ပြောက်ချုပ်ငြိမ်းသွားပါလားဟဲ့မပြီးဆုံးသွားပါဘူးဘာကြောင့်လဲကျွန်တော်တို့ရှာဖွေမှုတွေရဲ့ဥတီယာဟာအမျိုးမျိုးကွဲပြားတဲ့အလျောက်တွေးခေါ်ပုံနည်းလမ်းတွေဟာလည်းထွေပြားရှုပ်ထွေးလာပါတယ်ကိုလိုချင်တော့အရယူနိုင်ဖို့အားပေးအားမြောက်ထောက်ကူပြုမဲ့ reason တွေဟာလည်းအမျိုးမျိုးကွဲပြားနေပါတယ်ဒါပေမဲ့လူတိုင်းကလည်းကိုယ် reason ကညွှန်ပြတဲ့အမှန်တရားအောင်မှာအမှန်စင်စစ်လို့ထင်ကြတာ哦ကျွန်တော်ရဲ့အတွေးရောဘယ်လောက်စိတ်ချလို့လဲကျွန်တော်ရဲ့အတွေးကောအများစုကမိမိကိုယ်ကိုမိမိကာကွယ်လို့တဲ့ပဂရိလှုံ့ဆော်စိတ်ကနေပေါက်ဖွာလာတာပါကလေးအတွေးနံပါတ်4ကျွန်တော်လူကြီးဟာကလေးတွေထက်အသိဉာဏ်ပိုမြင့်မားတယ်လို့ရေဘူးရအဖြစ်ပေါ့လေယူဆထားကြပါတယ်ကလေးတွေရဲ့အပြုမှုပြောဆိုတွေနဲ့အတွေးတွေဟာလူကြီးတယောက်ရဲ့အမြင်နဲ့ကြည့်လိုက်တဲ့အခါမှာရည်စရာကောင်းနေတာမျိုးမကြာခဏကြုံရတတ်ပါတယ်ကလေးတွေရဲ့ကမောက်ကမဖြစ်မှုတွေအလွယ်လွယ်အချော်ချော်စိတ်ကူးတွေကိုကြည့်ပြီးတော့ကျွန်တော်ရည်ရင်မောရင်းနဲ့ကလေးဆိုတော့ဒီလောက်ပဲအသိဉာဏ်ရှိမှာပေါ့လို့ခွင့်လွှတ်လိုက်ကြတယ်ကျွန်တော်တို့အတွက်တော့သူတို့လေးတွေရဲ့အတွေးခေါ်ရည်စရာပါပဲကျွန်တော်လည်းတခုစဉ်းစားမိပါတယ်ဟောဒီစကြဝဠာကြီးထဲမှာကျွန်တော်တို့လူသားတွေထက်အသိဉာဏ်ပုံမြင်မာတဲ့အသက်ရှိသတ္တဝါတစ်မျိုးရှိနေတယ်ဆိုပါစို့နောက်ပြီးကျွန်တော်တို့ကသူတို့မမြင်ရဘဲနဲ့သူတို့ကကျွန်တော်တို့ကမ္ဘာလူသားတွေရဲ့အပြုအမူတွေးခေါ်တွေကိုစောင့်ကြည့်နေတယ်ဆိုပါစို့သူတို့ကကျွန်တော်တို့ရဲ့အသိဉာဏ်ကိုခလေးအတွေးဆိုပြီးရီမောနေကြပါလိမ့်မယ်အဲ့ဒီစိတ်ကူးနဲ့ဟောဒီခလေးတွေးကဏ္ဍကိုဆက်ပြောပါမယ်ခလေးနှစ်ယောက်ဆရာဝန်ထံရောက်လာသည်ဆရာဝန်ကဘာလို့လဲသားတို့မေးတော့အခါမှာကလေးငယ်တယောက်ကကျွန်တော်ဆယ်ပြားစီကိုမျိုးချလိုက်မိတယ်ခင်ဗျထိုအခါဆရာဝန်ကဘေးမှာပါလာတော့အခြားကလေးငယ်ကိုကြည့်လိုက်သည်ထိုကလေးဟာအော်ဟစ်ငိုရှိုင်းနေသည်နေစမ်းမအောင်ကွာမင်းအောင်ဘာလို့ငိုနေရတာလဲအဲ့ခါမှာကြံတဲ့ကလေးကရှိုက်တန်ကြားသည်ဖြေသည်သူမျိုးချလိုက်တဲ့ပတ်စံကကျွန်တော်ပတ်စံခင်ဗျကျွန်တော်တို့လူကြီးတွေရောဘာထူးလို့လဲဟုကျွန်တော်တွေးမိသည်သူတို့ဘာဒုက္ခကိုစာနာဖို့ထက်ကိုယ်ပိုင်ဆိုင်မှုဆုံးရှုံးနေတာခြင်းကိုသာပို့ပြီးအဓိကကြသည်ဟုအောက်မေ့တကြသည်မဟုတ်ဘူးလားတိုက်တန်းတဲ့သမောကြီးနင်းမြုပ်ပြီးလူပေါင်းများစွာတေဆုံးသွားသည်ဟုဒီတဲ့ရင်ကိုကြားသည်ခါကျွန်တော်ထွေထူးထူးမခံစားပါ1မိနစ်မိပါအဘဲကြောင့်ဆိုတော့ထိုးအချိန်တွင်ကျွန်တော်ခေါင်းကိုင်နေသောကြောင့်ဖြစ်ပါသည်ဟုသောစာသားတစ်ပိုင်းတစ်စောင်ကိုကျွန်တော်ဖတ်ရမှုပါသည်ဒီအတွက်ကျွန်တော်ထူးခြားပြီးမအံ့ဩမိတော့ပါလူဆိုသည်မှာကိုယ်ဒုက္ခသာလေးအကြီးကျယ်ဆုံးဟုသဘောထားတဲ့သူများဖြစ်ပါသည်အရေးကြီးသောလူနာတယောက်ကိုမြောက်ကလာဆေးရုံကြီးသို့ပို့ရန်တက္ကစီတစ်စီးကိုလက်ပြတားခဲ့သည်တက္ကစီဒရိုက်ဘာညင်းနေနေပြီဟုပြောက400တောင်းသည်လျှော့ပါအောင်လားဗျာလူနာကျွန်တော်စကားကိုဆုံးအောင်ပြောခွင့်မရလိုက်ပါကားစီဟာဒေါသတကြီးမောင်းထွက်သွား၏သူ့ဆယ်ပြားစီကိုကျွန်တော်မျိုးချခဲ့မိပါသလားသူတို့တော့လူတယောက်ရဲ့တက်ထက်ငွေ400ပိုအရေးကြီးနေပြီလိမ့်မည်ကျွန်တော်သူ့ကိုစိတ်မဆိုးပါရည်သားရည်စင်ပါသည်ကျွန်တော်ဒီအကယ်စင်စစ်ကလေးများသာဖြစ်ကြပါသည်ကလေးအတွေ့နံပါတ်5ဒါကြောင်းမသွားချင်ဘူးမေမေဘာဖြစ်လို့လဲသားရဲ့ကြောင်းရောက်ရင်သားကိုကာကြီးရေးပြပါလို့ခိုင်းလိမ့်မယ်မေမေရဲ့ဒါများဘာခက်လို့လဲသားရဲ့ရေးပြလိုက်ပေါ့မေမေပါသေးလို့လေကာကြီးရေးပြပြီးသူတို့ကခါဝေးပါဆက်ပြီးရေးခိုင်းကြအောင်ပါဒီပြည့်ရတဲ့ကလေးငယ်စဉ်းစားပုံစဉ်းစားနေရလူကြီးတွေအတွက်ကြီးစရာဖြစ်ကောင်းဖြစ်နေမှာပေါ့ဒါပေမဲ့တစ်ဖက်ကပြန်လှည့်စဉ်းစားလိုက်တဲ့အခါမှာကလေးငယ်ကသူ့ကိုယ်သူတော့အင်မတန်မှအမျိုးမြင်ကြီးတဲ့အသိဉာဏ်နဲ့စဉ်းစားဆုံးဖြတ်လိုက်တယ်လို့အောက်မေ့နေမှာမလွဲပါဘူးမှန်ပါတယ်သူမှလည်းကလေးတယောက်ရဲ့အတိုင်းတာနဲ့
မျောခေါ်စင်ကျင်ကြည့်တဲ့စဉ်းစားနေတခုရှိနေတာပဲမို့လားအမေလှုပ်တဲ့သူကကာကြီးရေးခိုင်းရင်ကာကြီးရေးလိုက်ခါဝေးရေးခိုင်းရင်ခါဝေးရေးလိုက်ကားငယ်ရေးခိုင်းတဲ့အခါကျတော့လေကားငယ်ရေးလိုက်ပေါ်လို့စဉ်းစားတယ်အဲ့ဒါလို့တခုချင်းစီဖြတ်တန်းရင်းနဲ့သူ့ရဲ့သားငယ်ဟာတဖြည်းဖြည်းနဲ့စားတမ်းမြောက်တဲ့လူဖြစ်လာမယ်ဆိုတော့နေကုန်းတစ်ခုကိုစင်ကျင်ထားတယ်ကလေးငယ်ရဲ့စင်ကျင်ကြီးကလည်းမမှားယွင်းပါဘူးကာကြီးပြီးရင်ခါဝေးပြီးရင်ကားငယ်စသဖြင့်မစုံတန်းလာတော့မယ်ဆိုတော့သူလည်းတွေးမိတာပဲဒါပေမဲ့ကလေးငယ်ရဲ့နေကုန်းကျတော့အဲ့လိုဒုက္ခစလုံးတွေတစ်ခုပြီးတစ်ခုသင်နေရတာကိုကလေးငယ်ကတော့ဒုက္ခလို့ထင်မှာပေါ့လေအဲ့လိုဒုက္ခအစင်စင်ကိုရေရှည်မခံစားဖို့ရည်ရွယ်ချက်ဖြစ်တယ်တူတူပြောရရင်တတ်တောင့်တတ်တာနေရာကြီးဖြစ်တယ်ဒါကြောင့်ဒီဒုက္ခကိုစောစီစီလမ်းစာဖြစ်တဲ့အနေနဲ့ကြောင်းမသွားခြင်းဘူးလို့ပြောလိုက်တာပါကျွန်တော်တို့လူကြီးတွေရောဘာထူးလို့လဲလို့တွေးမိပါတယ်ကျွန်တော်တို့ဟာလူဘဝကိုရပြီဆိုတော့ဒုက္ခသင်ခန်းစာရဲ့ပထမဦးဆုံးအခရာဖြစ်တဲ့ကာကြီးကိုစရေးခဲ့ရပါပြီအသက်ကြီးလာတဲ့အမျှအခါဝေးတွေကားငင်တွေစက်တိုက်တွေ့ကြုံနေရအောင်ပါဘဝဆိုတာဒုက္ခဆိုတဲ့အခရာတွေကိုသင်ကြားဖို့ပြဋ္ဌာန်းထားတဲ့ကျောင်းသင်ခန်းစာစာအုပ်ကြီးတုပ်ဖြစ်ပါတယ်ဒါမဲ့ကျွန်တော်တို့တွေဟာဘယ်သူကအဲ့ဒီအခရာတွေကိုလူလိုလားလားသင်ကြားခြင်းလို့လဲဒုက္ခတစ်ခုချင်းစီနဲ့တွေ့ရကြုံရတိုင်းမပြီးသေးဘူးလားမပြီးဆုံးနိုင်သေးဘူးလားလို့ညှိတွားကြတာကြီးပဲမဟုတ်ဘူးလားတကယ်ဆိုရင်ဒုက္ခတွေကိုရင်ဆိုင်တဲ့နေရာတိတ်အစမ်းတကျခက်ခဲရှိလာတာမဟုတ်ပါဘူးကာကြီးဒုက္ခနဲ့ကြုံရရင်ကာကြီးကိုရေးချလိုက်ခါခွေးဒုက္ခနဲ့ကြုံရရင်ခါခွေးကိုရေးချလိုက်အောင်ပဲဒီလိုပဲပေါ့ပါပါဖြတ်တန်းသွားလိုက်ကြရအောင်ဒါမှတကယ်လူကြီးအတွေ့ဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်တို့အားလုံးဟာညှိတွားနေကြတယ်စိတ်ပြတ်နေကြတယ်လောကဆိုတဲ့အကြောင်းကိုမတက်ချင်ဘူးဆိုပြီးကြောင်းပြေးကျင်နေကြတယ်ကျွန်တော်တို့စင်နေမှုရဲ့နေကုန်းကဘဝကိုနားလေတက်မြောက်ဖို့မဟုတ်ဘဲနဲ့တက်တောင့်တက်တာနေထိုင်ဖို့ရည်ရွယ်ထားကြတာ哦တကယ်တော့ကျွန်တော်တို့ကအသက်ကြီးနေတဲ့ကလေးငယ်တွေပါပဲကလေးတွေနံပါတ်6မမေတောက်ကိုတကယ်ချစ်ရလားချစ်ပါတယ်တာရဲ့ဘာဖြစ်လို့လဲတောက်တကယ်ချစ်ရင်ရေခဲချောင်းလာလာရောင်းနေတဲ့လူကြီးနဲ့လက်ထပ်လိုက်ပါလားတချို့ကပြောကြပါတယ်ကလေးငယ်တွေဟာလောဘဒေါသကင်းစင်နေတဲ့ဒါကြောင့်အပြစ်ကင်းတဲ့ချစ်စရာကောင်းတယ်လို့ဆိုကြပါတယ်ကျွန်တော်တို့အဲ့ဒါလို့မထင်ပါဘူးကလေးတွေမှာလည်းလောဘရှိတာပါပဲဥပမာကစားစရာလှလှပပအသစ်ဆန်းတစ်ခုဒါမှမဟုတ်သူတိုက်နေတတ်တဲ့စားစရာတစ်ခုခုဆိုရင်လူချင်းလို့လမ်းညိုးထိုးပူဇာတတ်မှတ်ကြတာမဟုတ်ဘူးလားသူတို့လူတာမရရင်သူတို့စိတ်တိုင်းကြမဖြစ်ရင်လဲခြေဆောင်မဲ့နှကန်းစုမဲ့အော်ဟစ်ငိုကြွေးမယ်စသဖြင့်သူတို့ရဲ့ဒေါသကိုဖော်ထုတ်တတ်ကြပါတယ်ဆိုလိုတာကလေးငယ်တွေဟာလည်းလောဘဒေါသမကင်းကြပါဘူးဒါပေမဲ့ဘာလို့ချစ်စရာကောင်းနေတာလဲဆိုရင်တော့သူတို့ရဲ့လောဘတွေဒေါသတွေဟာတခြားလူတွေကိုထိခိုက်နစ်နာစေလောက်အောင်မဆိုးဝါးမကြီးကျယ်လို့ပါလို့ဖြေရမှာပါပဲစစောပြောခဲ့တဲ့ဖြေရလေးမှာဆိုရင်ကလေးငယ်လိုချင်တဲ့အရာသူစားခြင်းနဲ့ရေခဲကြောင်းပါအဲ့ဒါကိုရအောင်သူကြံစီပုံကတော့သူ့အမေကိုရေခဲကြောင်းနဲ့လက်ထပ်ပေးလိုက်ဖို့ပဲဖြစ်ပါတယ်ရေခဲကြောင်းစားဖို့အတွက်ပေးဆက်လိုက်ရတာဟာတန်ရဲ့လားဆိုတော့ကလေးငယ်ဟာမစင်းစားပါဘူးအဲ့ဒါကလေးတွေပေါ့ခေတ်ယူပဗေဒဟာ20ရာစုလူသားတွေရဲ့လူနေမှုဘဝကိုပြောင်းလဲပေးလိုက်တာပါပဲလူတွေကစိန်ကြကြနေခြင်းနဲ့ခလုတ်လေးတစ်ချက်နှိမ့်လိုက်ုံနဲ့အလိုရှိရာပြီးပြည့်စုံတဲ့ဘဝမျိုးမှာရှင်သန်ခြင်းနဲ့ဖြစ်နိုင်စက်ကြောင်လာတစ်ခုလုံးကိုထိမ့်သိမ့်ပဲ့ကင်ခိုင်းစေခြင်းနဲ့ရောင်စုံမီးတွေလင်းလက်လို့ဗရေသာပင်ပေါက်တဲ့ခေကြီးတစ်ခေတ်လူနေမှုရန်တရားကြီးတစ်ခုလက်ပတ်ခုံမောင်းနိုင်မှုစွမ်းရင်ပုံစံတဲ့တစ်မျိုးအရေးတကြီးလိုအပ်လာပါတယ်အဲ့ဒါကိုဖြည့်ဆည်းပေးနိုင်တော့ယူပဗေဒပညာပါကိတ္တယူပဗေဒပညာကအနုမျိုးကိုခွဲစိတ်လို့ရတဲ့စွမ်းအင်ဟာအင်အားကြီးမှဆုံးစွမ်းအင်ဖြစ်တယ်ဆိုတော့ဖော်ထုတ်ပေးလိုက်တဲ့နျူကလ িয়ার ခွဲပညာဟာဟီရိုရှီမာမြို့ပေါ်ကိုအနုမျိုးဘုံနဲ့ကျဲချခြင်းနဲ့တတ်သိပြခဲ့ပါတယ်ဒီကိစ္စဟာဒုတိယကမ္ဘာစစ်ကိုအဆုံးသတ်စေခြင်းနဲ့စေတနာနဲ့ပါလို့အကြောင်းပြလို့ရကောင်းရနိုင်မှာဖြစ်ပေမဲ့နောက်ဆက်တွဲကိစ္စတစ်ခုတော့အဲ့လိုစင်ကြယ်ပေးလို့မရနိုင်တော့ပါဘူးအဲ့နောက်ဆက်တွဲကိစ္စကတော့နာဂါဆာကီမြို့ပေါ်ကိုချခဲ့တဲ့ဒုတိယဘုံပါပဲနာဂါဆာကီမြို့ပေါ်ကိုကျဲချခဲ့တဲ့ဒုတိယဘုံဟာပထမဘုံနဲ့တိဆောက်ပုံဒီပညာချင်းမတူလို့သိရပါတယ်ဒုတိယဘုံတိဆောက်ထားတာဟာ fission method လို့ဆိုပါတယ်ယူရေနီယံ235အနုမျိုးကိုတခြား neutron တစ်ခုနဲ့ပြစ်ခတ်ကွဲပြတ်သွားစေတာကို fission method လို့ခေါ်ပါတယ်ရေဘဗေဒနေပညာအသစ်ကိုတွေးရှိပြီလို့ကျွန်တော်တို့ဝမ်းသာအားရဟေ့ကြွေးလိုက်ချိန်မှာပဲမြို့ကြီးတစ်မျိုးကလူသားတွေဟာတန်းနဲ့ချီပြီးအတိဒုက္ခရောက်ခဲ့ကြရပါပြီအနုမျိုးဒါဘေးဆက်ယုံနေအနုမျိုးစွမ်းရည်သုံးသင်္ဘောတွေကြောင့်ပြောကြဆိုကြရင်းနဲ့ကျွန်တော်တို့တွေဟာရေခဲကြောင်စားခြင်းနဲ့ခလေးငယ်နဲ့တူတဲ့ထက်ပိုတူလာပါတော့တယ်ဒါပေမဲ့ကျွန်တော်တို့ပေးဆက်လိုက်ရတာဟာတန်ရဲ့လားလို့မစင်းစားခဲ့ကြပါဘူးမြို့ကြီးတွေကိုပြပုံဘဝရအောင်မလုပ်ဖဲနဲ့လေဒီနီးပညာတွေကိုရနိုင်တာပဲမဟုတ်ဘူးလားခလေးတွေခုနှစ်ဟဲ့တာတကူလုံးညစ်ပတ်ပေးရလို့ပါလားဘာဖြစ်လာတော့
တာတငယ်ချင်းတွေနဲ့ကစားလာတာပါမေမေအမလီသားရဲ့ဘယ်လိုကစားနည်းမျိုးမလို့ဒီလောက်တောင်ညစ်ပတ်ပေးရလာတာတော့ဘာကစားနည်းလဲတော့မသိဘူးမေမေကျွန်တော်ကဘောလုံးအဖြစ်နဲ့ပါဝင်ခဲ့ရတယ်20ရာစုကုံဆုံးသွားတဲ့ကာလမှာထူးခြားဆုံးဖြစ်ရကတော့စစ်အေးတိုက်ပွဲပြီးဆုံးသွားတာပါပဲကျွန်တော်ငယ်တော့လို့လူကြီးတွေပြောနေတဲ့စစ်အေးတိုက်ပွဲဆိုတဲ့စကားလုံးကိုနားထောင်ပြီးတော့တစ်ဖက်နဲ့တစ်ဖက်ရေခဲတုံးနေနဲ့ပြစ်ပေါက်ရေခဲရည်နဲ့ပတ်ကြတဲ့စစ်ပွဲများလားလို့တော့တွေးမိပါသေးတယ်နောက်ကြီးလာတော့မှအရေးချင်းဝါဒနဲ့ကွန်မြူနစ်ဝါဒတို့တစ်ဖက်နဲ့တစ်ဖက်အပြန်အလှန်ဝါဒတိုက်ပွဲဆင်နွှဲတဲ့စစ်ပွဲဖြစ်မှသဘောပေါက်လာတာပါပညာရှင်တော်များများအသုံးသပ်ခဲ့ကြတော့စစ်အေးတိုက်ပွဲပြီးမှာကဘာကြီးတို့ထင်ကြံရိတ်ခဲ့တဲ့အမြတ်ဆုံးနှစ်ခုရှိတယ်လို့ဆိုပါတယ်အဲ့ဒါတွေကတော့တစ်နီးပညာတိုးတက်မှုနဲ့နင်းလူရဲ့ခန်းကဏ္ဍကိုအလေးထားရကောင်းမှန်ပုံမနားလည်သိမြင်လာမှုတို့ပါပဲစစ်အေးကာလတော်တွင်မှာတော့တချို့သောနိုင်ငံငယ်တွေကိုဆိုဗီယက်ဦးဆောင်တဲ့ကွန်မြူနစ်အရေးအာဝါဒအောက်ကိုထဲသွင်းခိုလုံခဲ့ကြတယ်တချို့နိုင်ငံတွေကတော့အမေရိကန်ဦးဆောင်တဲ့အရေးရှင်ဒီမိုကရေစီခံတပ်ဘက်မှာတက်ဆွဲကြတယ်နိုင်ငံကြီးတွေကသူတို့ရဲ့ပလင်အရေးမှာဝင်ဆင်းလာတဲ့နိုင်ငံငယ်တွေကိုအသုံးချစရာရှိအသုံးချအကြောင်းကွက်ရှင်းခဲ့ကြတာပါတကယ်လည်းအရေးအကြောင်းရဲ့ကြုံလာပြီဆိုရင်ဟုတ်တိပတ်တိကူညီပံ့ပိုးနိုင်ခဲ့ကြတာမဟုတ်ပါဘူးရူမေးနီးယားနိုင်ငံမှာရည်ကြီးလို့ရေဘေးဒုက္ခသည်တွေကိုကမ္ဘာတစ်ဝန်းလုံးကကူညီပေးနေရတဲ့ကာလ1990ဝန်းကျင်လို့ထင်ပါတယ်အဲ့ဒီတော့ဆိုဗီယက်ရုရှားနဲ့ပတ်သက်ပြီးလှောင်ပြောင်တည်တဲ့ဟာသားတွေထွက်ပေါ်ခဲ့ပါသေးတယ်ရူမေးနီးယားလည်းကွန်မြူနစ်ဝါဒထူထောင်ပြီးတော့ဆိုဗီယက်ရုရှားဘက်ရင်းနဲ့လက်ဝဲနိုင်ငံငယ်လေးဆိုတော့အဲ့နိုင်ငံရဲ့ရေဘေးဒုက္ခသည်တွေကိုကူညီဖို့ဆိုဗီယက်ရုရှားမှာအဓိကတာဝန်ရှိတယ်ပေါ့လေအဲ့တော့နဲ့ရူမေးနီးယားနိုင်ငံစီကိုရေဘေးဒုက္ခသည်များအတွက်ကယ်ဆယ်ရေးပစ္စည်းများဆိုပြီးတော့ဆိုဗီယက်ရုရှားစီကပို့လိုက်တဲ့လက်ဆောင်လူကြီးတို့ရောက်လာတယ်ဝမ်းသာအားရဖွင့်ကြည့်လိုက်ကြတယ်အထဲမှာရေကူးနီးစာအုပ်တွေပါပါတယ်ဗျာနောက်ပြီးတော့အမေရိကန်နဲ့ဆိုဗီယက်တို့လိုနိုင်ငံကြီးတွေရဲ့စစ်အေးတိုက်ပွဲကြားမှာတတိယကမ္ဘာနိုင်ငံငယ်လေးတွေအတွက်အမခံချက်မရှိဘူးကုလသမဂ္ဂဟာလည်းတကယ်တမ်းထိရောက်မကင်တွင်နိုင်ပုံလှောင်ပြောင်တရောတဲ့ဟာသားတွေရှိပါသေးတယ်ဥပမာတစ်ခုပြောပြပါမယ်ဒါတော့အမေးဖြေပုံစံနဲ့ပါနိုင်ငံငယ်လေးတွေအချင်းချင်းပြဿနာတက်ရင်ဘာဖြစ်သွားမလဲပြဿနာကွဲပြောက်ပြီးဆုံးသွားတယ်နိုင်ငံကြီးတစ်နိုင်ငံနဲ့နိုင်ငံငယ်လေးတစ်နိုင်ငံပြဿနာတက်ရင်ရောဘာဖြစ်သွားမလဲနိုင်ငံငယ်လေးကွဲပြောက်သွားတယ်နိုင်ငံကြီးတစ်နိုင်ငံပြဿနာတက်ရင်ရောအဲ့ဒါဆိုတော့ကုလသမဂ္ဂကွဲပြောက်သွားတယ်တဲ့ကျွန်တော်ပြောချင်တာကဒီလိုပါစစ်ရေးတိုက်ပွဲကြီးမှာနိုင်ငံကြီးတွေဟာဘယ်လိုကစားနည်းမျိုးကစားတေးကြတယ်လို့မသိဘူးနိုင်ငံငယ်လေးတွေကတော့ဘောလုံးဖြစ်နေပါဝင်ခဲ့ကြပါတယ်ပွဲလဲပြီးရောညစ်ပတ်ပေးလို့အနာတရားတွေဖြစ်ကြံခဲ့ရတာပေါ့အခုလဲကစားနေကြပြန်ပါပြီတစ်ဖက်က Americanization လို့ပြောပါတယ်တစ်ဖက်ကတော့ cultural relativism လို့ပြောပါတယ်ဘာတွေဖြစ်အောင်မလဲတော့မသိပါဘူးဒါပေမဲ့ကျွန်တော်တို့ကတော့ဘောလုံးမဖြစ်ဖို့လိုမယ်ထင်ပါတယ်အဲ့လိုစဉ်းစားကြည့်လိုက်ပြန်တော့ကမ္ဘာအကြီးအကျယ်ခမ်းနားဆုံးဖြစ်ရက်တွေပင်လျင်ခလေးတွေးဖြစ်လို့နေပါတော့တယ်ခလေးတွေးနံပါတ်8ဟေးချတဲ့ဒါတော့မိုးရွာနေတာဘာဖြစ်လို့အိမ်ပြင်မှာထွက်ပြီးရက်နေတာလဲကြည်စံမဲလို့လုံးစိုးရွှဲနေပြီကျွန်တော်ပုံးနေတာခင်ဗျဟာဘာတွေပုံးနေတာတော့မေမေကရေချိုးပေးမယ်ဆိုလို့ကြောက်လို့ပုံးနေတာတဲ့ဒီတွေးဟာခလေးတယောက်ရဲ့တွေးဖြစ်တဲ့အတွက်တကယ်ဖြစ်ရက်နဲ့သူ့ရဲ့တွေးခေါ်ပုံလွဲချော်နေတာကိုကြည့်ပြီးတော့ကျွန်တော်ရေမောပြစ်လိုက်လို့ရပါတယ်ခလေးငယ်ကရေချိုးအောင်မကြောက်တယ်အဲ့လိုသူကြောက်တဲ့ຢာကိုရှောင်တိန်လိုက်တော့ရောလွတ်မြောက်သွားသလားဆိုတော့မလွတ်မြောက်ပါဘူးမိုးရေထဲမှာထွက်ရက်နေတော့တကူလုံးစိုးရွှဲကုန်တော့တာပါပဲကျွန်တော်အဲ့ဒီစိတ်ကူးလေးကိုလူကြီးတယောက်ရဲ့အတွေ့အဖြစ်ပြောင်းလဲပြီးမြင်ကြည့်တယ်လူကြီးတွေရောဘာထူးလို့လဲကျွန်တော်တို့ဟာဒုက္ခတစ်ခုခုအကျယ်တစ်ခုခုနဲ့ရင်ဆိုင်ရမှာကိုကြောက်ကြတယ်ဖြစ်နိုင်ရင်မဆိုင်ချင်ဘူးရှောင်တိန်ပုံအောင်ကျင်ကြတယ်အဲ့လိုရှောင်တိန်လို့ရောဒုက္ခတွေလွတ်မြောက်သွားသလားဆိုတော့မလွတ်မြောက်နိုင်ကြပါဘူးပိုပြီးဆိုးရတဲ့အကျက်တဲ့အောက်မှာရွှဲရွှဲဆိုရတာဖြစ်သွားကြတာပါပဲမာဂရက်ဘာခွိုက်ဆိုတဲ့ဇိုင်းဆီယာမတယောက်ပြောခဲ့တဲ့စကားတစ်ခုရှိပါတယ်ကြောက်စိတ်နဲ့တွေ့ရင်ရဲရဲရင်ဆိုင်လှုပ်သိမ်းလှုပ်ထိုက်တာတခုခုလှုပ်အဲ့လိုလှုပ်လိုက်တဲ့အလုပ်ကမကြောက်အောင်ကယ်သွားလိမ့်မယ်တဲ့အဲ့စကားကိုကျွန်တော်သိကြိုက်ပါတယ်တကယ်ဆိုကျွန်တော်တို့အလုပ်တင်ဆုံးအလုပ်ကအကျက်တဲတွေပြဿနာတွေဒုက္ခတွေကိုရင်ဆိုင်ဖို့ပဲမဟုတ်ဘူးလားထွက်ပြေးနေဖို့မဟုတ်ပါဘူးထွက်ပြေးလိုက်ခါမှပြဿနာတွေကပိုဆိုးဝါးသွားတတ်ပါတယ်အမေရိကန်ပြဆက်လောကနာမည်ကျော်ပြဆက်မင်းသမီးဟယ်လင်ဟေးစ်ရဲ့အကြောင်းကိုတော်တော်လေးကြားဖို့ကြပြီးသားဖြစ်မှာပါသူမအသက်20အရွယ်မှာနာမည်ကြီးပြဆက်တစ်ပုဒ်မှာခေါင်းဆောင်မင်းသမီးဖြစ်ပထမဆုံးကပြရတယ်ရုပ်ရည်ရလဲလှငယ်ငယ်ရွယ်နဲ့ခေါင်းဆောင်မင်းသမီးရလဲဖြစ်ရပြန်ဆိုတော့ဟယ်လင်ကသူ့ကိုယ်သူအခြေအနေကြီးကျေနပ်နေတာပေါ့
သူစွမ်းကိုကြိုးစားပြီးတည်ဆောင်နေသူစိတ်ကူးအိမ်မက်ထဲမှာတော့သူ့ရဲ့နာဂတ်ကြီးဟာအရန်ကိုချောမွေ့နေပြီပေါ့နာမည်ကြီးမယ်ငွေတောက်လေးရမယ်စသဖြင့်ပေါ့သူ့မှာရှိသမျှအားရည်နေစွမ်းတတိတွေကိုညှစ်ထုတ်ပြီးစူးစမ်းခဲ့တာပါသူပြချက်ပထမညပြီးမှအဝတ်လဲခန်းကနေပြီးတော့သူတည်ဆောင်ချက်ကိုချီးကျူးဂုဏ်ပြုကိုလာကြမဲ့လူတွေကိုစောင့်မျှော်နေတယ်ဒါပေမဲ့သူတကယ်ရင်ဆိုင်လိုက်ရတာတော့မျှော်လင့်ထားတဲ့စန့်ကျင်ဘက်အမျိုးမျိုးရှုံချကြတယ်ကဲရဲ့ဝေဖန်ကြတယ်ကိုတည်ဆောင်မဲ့ character ကိုမပိုင်ဘူးတဘာဝမကြောက်ဘူးကိုယ့်ကိုအလှပြတာများလုံးနေတယ်စသဖြင့်ပေါ့အဲ့မှာအဆိုးဆုံးဝေဖန်ချက်တစ်ခုကတော့ဒီလိုရေချင်းမျိုးနဲ့နာမည်ကျော်ပြဆက်မင်းသမီးကောင်းတယောက်ဖြစ်မလာနိုင်ဘူးတဲ့ဟယ်လင်ကအရန်ကိုတုံလှုပ်သွားတယ်ရှက်လဲရှက်သွားတယ်သူ့ကိုယ်သူတေးသေးလေးဖြစ်သွားလို့ခံစားလိုက်ရတာဆက်စင်ကိုကြော်ခိုင်းပြီးပြဆက်လောကကိုဆုံးခွာထွက်ပြေးတော့မယ်လို့ဆုံးဖြတ်လိုက်တယ်သူရှုံးပေးပြီလေထွက်ပြေးတော့မယ်ဒါပေမဲ့အဲ့မှာဟယ်လင်ရဲ့အမေကအဖိုးတန်စကားတကူလက်ဆောင်ပေးခဲ့ပါတယ်သမီးလက်တွေ့အခြေအနေကိုရှောင်နေလို့မရဘူးဟယ်လင်ကတက်တီမွေးပြီးရဲရင်ဆိုင်ဖို့ဆုံးဖြတ်လိုက်တယ်အဲ့မှာသူ့ဝေဖန်တဲ့ဝေဖန်ချက်တွေကအမှန်နေကြီးပဲလို့လက်ခံလာတယ်သူကတရုတ်ဆောင်ပညာကိုအစအနေပြန်လေ့လာသင်ယူပြီးစူးစမ်းတော့တာပါပဲဒုက္ခတွေကိုခါးစိခံပြီးလို့၄နှစ်ကြာမှသူဟာကဘာကျော်ပြဆက်မင်းသမီးတကယ်ဖြစ်လာခဲ့တော့တာပါပဲကျွန်တော်တို့ရောဒုက္ခကိုဘယ်လိုရင်ဆိုင်နေကြပါသလဲရှောင်ပြေးနေသလားရဲရင်ဆိုင်နေကြသလားရှောင်ပြေးနေကြသေးတယ်ဆိုတော့ခလေးတွေးပဲရှိသေးတယ်လို့ပြောရမလို့ဖြစ်နေပါတယ်ခလေးတွေးနံပါတ်9ခလေးနှစ်ယောက်စကားပြောနေကြသည်ပထမကလေးကမေးသည်ဟဲ့ကောင်မင်းဖေနယူးယောက်မြို့ရောက်ဘူးလားဟေးကွာမရောက်ဘူးအဲ့ဒါဆိုမင်းဖေနဲ့ငါဖေတီးကြလိုက်မယ်ကွာငါဖေလည်းနယူးယောက်မရောက်ဘူးအတွေးကတင်ချာကြီးများချင်းရေရိုးလေးသာဖြစ်ပါတယ်ကိန်းကနန် X ဟာ A ဆိုတဲ့အစုထဲမှာပါတယ်အလားတူပဲကိန်းကနန် Y ဟာလည်း A ဆိုတဲ့အစုထဲမှာပါတယ်ဆိုကြပါစို့ဒါဆိုရင်ကျွန်တော်တို့က X နဲ့ Y ဟာတူညီတဲ့အုပ်စုတစ်ခုထဲမှာရှိတယ်လို့ပြောလို့ရပါတယ် A ဆိုတဲ့အုပ်စုထဲမှာနှစ်ခုစလုံးရှိနေတယ်ပေါ့ဒါပေမဲ့အဲ့ဒီညီများချင်းကိုတိုက်ရိုက်ပြောင်းပြန်လှန်လို့မရနိုင်ပါဘူးဆိုလိုတာက X ဟာ A ရဲ့အစုထဲမှာမပါဘူး Y ဟာလည်း A ရဲ့အစုထဲမှာမပါဘူးအဲ့လိုမပါဝင်တာချင်းတူတာနဲ့ပဲ X နဲ့ Y ဟာတူညီတဲ့အုပ်စုထဲမှာရှိတယ်လို့ပြောလို့မရနိုင်ပါဘူးဒီနေရာမှာကျွန်တော်ပြောချင်တာကညင်းပယ်ခြင်း negation နေနဲ့တူညီတဲ့အုပ်စုဖွဲ့လို့မရဘူးဆိုတဲ့အချက်ဖြစ်ပါတယ်ကျွန်တော်ရဲ့အမှန်တရားဟာ A မဟုတ်ဘူးခင်ဗျားရဲ့အမှန်တရားဟာလည်း A မဟုတ်ဘူးဒါနဲ့တင်ခင်ဗျားရဲ့အမှန်တရားနဲ့ကျွန်တော်ရဲ့အမှန်တရားဟာအတူတူပဲလို့ပြောလို့မရပါဘူးခင်ဗျားနဲ့ကျွန်တော်က A တခုတည်းကိုအမှန်တရားမဟုတ်ဘူးလို့ဆိုထားပေမဲ့ခင်ဗျားရဲ့အမှန်တရား B ဖြစ်နေပြီးကျွန်တော်အမှန်တရား C ဖြစ်နေမှာပါကျွန်တော်တို့ဟာတတိပုဂ္ဂလလူသားတွေတာဖြစ်တဲ့အတွက်ကွဲလဲစရာတွေအများကြီးကြံပါသေးတယ်နေရာကညီမြချင်းဆွဲအုပ်စုဖွဲ့ခြင်းတဲ့စိတ်ဓာတ်ကိုတော့ကျွန်တော်ကခလေးတွေလို့ပဲအမည်ပေးထားပါတယ်ခင်ဗျားတို့နဲ့ကျွန်တော်တို့ဟာပြီးတော့ခင်ဗျားနဲ့ကျွန်တော်ဟာရေးဆိုင်နေကြတဲ့ data ဓမ္မအခြေအနေ reality ချင်းမတူကြပါဘူးကိုယ့်ကိုဖွံ့ဖြိုးကြီးပြင်းလာအောင်ဝေးမြူခံရတဲ့ယဉ်ကျေးမှု culture ချင်းမတူကြပါဘူးဒါကြောင့်အမှန်တရားဆိုတဲ့အရာကိုသူ့ဘက်ကိုပဲအပြန်လှန်မြင်ပုံချင်းညီမြချင်းချလို့မရဘူးပြောင်းပြန်လှန်လို့မရတဲ့ညီမြချင်းပုံသဏ္ဍာန်တစ်ခုကိုဆက်ပြောချင်ပါတယ်ဥပမာဆိုပါစို့အလုပ်ကိုပင်ပင်မမမလုပ်ချင်တဲ့ရေးသားခွန်နေတဲ့လူဟာအလုပ်သမားကောင်းမဟုတ်ဘူးအဲ့ဒီအတွေ့အကြုံညီမြချင်းတစ်ခုလို့သဘောထားကြည့်ပါအဲ့ညီမြချင်းကိုပြောင်းပြန်လှန်ကြည့်လိုက်ရင်တော့အလုပ်ကိုပင်ပင်မမလုပ်တဲ့လူဟာအလုပ်သမားကောင်းဖြစ်မယ်ဆိုတော့နောက်ထပ်အတွေးဆက်တစ်ခုရပါတယ်ရုပ်တရက်ကြည့်ရင်တော့ဟုတ်တယ်လို့ပါပဲလွန်ခဲ့တဲ့18ရာစုနှစ်များစီကစက်ရုံတွေမှာလုပ်ငန်းခွင်တစ်ခုမှဆိုရင်ဒီအမြင်ဟာမှန်ကန်တဲ့ညီမြချင်းတစ်ခုဖြစ်ခဲ့တာပေါ့ဒါပေမဲ့အခု21ရာစုစမ်းစာပြလာတဲ့ကာလမှာအလုပ်သမားတွေလုပ်ငန်းတွေရလဒ်တွေယူစီမံခန့်ခွဲမှုစနစ်ပြောင်းလဲသွားပြီဖြစ်တဲ့အတွက်ညီမြချင်းရဲ့ပြောင်းပြန်တန်ဖိုးဟာလည်းတစ်မျိုးပြောင်းသွားပြီဖြစ်ပါတယ်ဒီခေတ်ကြီးမှာအလုပ်ကိုပင်ပင်မမကျွေးတန်တရွှဲရွှဲနဲ့လုပ်နေတဲ့လူကိုအလုပ်သမားကောင်းလို့မခေါ်တော့ပါဘူးသူကအလုပ်သမားခက်ညံ့ညံ့တယောက်ပဲဖြစ်ပါတယ်ခင်မမီတော့တဲ့အလုပ်သမားကောင်းဆိုတာဟာအလုပ်ကိုစမတ်ကြလုပ်နိုင်တဲ့သူတိတိကျကျ effective ဖြစ်အောင်လုပ်နိုင်တဲ့လူကိုခေါ်ခြင်းဖြစ်တယ်လို့ဒီခေတ်ကြီးကပြောင်းလဲတဲ့ပဲဖွင့်ဆိုပေးပါတယ်ပင်လယ်ကူးသင်္ဘောကြီးတို့မြင်ဦးမှာပေါ့အဲ့ဒီသင်္ဘောကြီးတစ်စိမ်းရဲ့ပမာဏအလေးချိန်ဝန်အားကိုမှန်းဆကြည့်ပါဘယ်တော့ကြီးမှလေးလံလိုက်မလဲလို့ဒီလိုတန်ချိန်ပေါင်းများစွာလေးလံလှတဲ့ပင်လယ်ကူးသင်္ဘောတစ်စိမ်းကိုရေလေကောင်မှာဆွဲလှည့်လိုက်ဖို့ဆိုရင်လူဝင်အားတွေအများကြီးသုံးရမှာပေါ့ကျိုးတွေနဲ့ဆွဲလူတွေလှေတွေနဲ့ဆွဲရမယ့်ကိစ္စအတော့ခဲရင်မဲ့ကိစ္စတစ်ခုပါဒါပေမဲ့တကယ်တမ်းကျတော့အဲ့လိုမဟုတ်ပါဘူးသင်္ဘောလက်ကင်မှာပါတဲ့ trim tab လို့ခေါ်တဲ့ဘူဒီလေးကိုနှိပ်လိုက်အောင်ပါပဲအဲ့ဒါလေးနဲ့ပြီးပါတယ်ဒါမှပဲဒီခေတ်ကြီးကအဲ့ဒါလိုအလုပ်လုပ်နေတာပါကျွန်တော်တို့က trim tab ကလုတ်ကလေးကိုတွေ့အောင်ရှာတတ်ဖို့ပဲလိုပါတယ်ကလေးတွေနံပါတ်10မောင်ပီတာတကြီးလာရင်ဘာလုပ်မလဲစစ်ဘိုလ်ကြီးလုပ်မယ်အန်ကယ်
ဒါဖြင့်တိုက်ပွဲမှာအသက်ခံမှာမကြောက်ဘူးလားဘသူကတတ်မှာလဲအန်ကေကျော်နေရန်သူကတတ်မှာပေါ့ကွာဒါဆိုကျွန်တော်ရန်သူလုပ်မယ်ကလေးတယောက်ရဲ့စိတ်ကူးအပြောင်းလဲကိုကြည့်ရတာသိရေးစရာကောင်းပါတယ်ပထမတော့သူ့ရဲ့ရည်မှန်းချက်ကတစ်မျိုးပါနောက်တော့ပြောရင်းဆိုရင်လည်းသူ့ရဲ့ရည်မှန်းချက်နေရာမှာအခက်အခဲတစ်ခုတွေ့လာပါတယ်အသက်ခံရမယ်ဆိုတော့ကလေးကကြောက်သွားမှာပေါ့သူဘယ်အသက်ခံခြင်းမှာမလဲအဲ့ဒီအခက်အခဲကိုဘယ်လိုကြော်လွှားလွန်မြောက်နိုင်မလဲဆိုတဲ့နည်းလမ်းကိုမရှာတော့ဘူးမကြိုးစားတော့ဘူးအလွယ်ဆုံးလုပ်ကိုပဲလုပ်လိုက်တော့တယ်သူ့ရဲ့ရည်မှန်းချက်ကိုပြောင်းလဲပြလိုက်တယ်လေကလေးဆိုတော့သူ့ရည်မှန်းချက်ကိုစန့်ကျင်ဘက်အဖြစ်ကိုလွယ်လွယ်လေးပြောင်းလိုက်ခြင်းဟာရည်စရာကိစ္စတစ်ခုလောက်သာဖြစ်သွားပါတယ်အသိဉာဏ်နဲ့ပါတဲ့ကလေးအတွေ့ကိုဒါပေမဲ့ကျွန်တော်တို့လူကြီးတွေထဲမှာရောအခက်အခဲတစ်ခုတွေ့တာနဲ့ကိုယ်ရည်မှန်းချက်ကိုစွန့်လွတ်တတ်သူတွေပြောင်းလဲတတ်သူတွေစိတ်ဓာတ်မကြန့်ခိုင်သူတွေရှိမနေဘူးလားရှိနေတာပါပဲကျွန်တော်ရင်ထဲမှာစူးနစ်ဝင်နေတဲ့ဇာတ်ကားတစ်ခုရှိပါတယ်ရှေ့ဆက်တော့မှခက်ခဲနေတယ်ဆိုတဲ့အချက်တစ်ခုရင်းနေတော့သင်နောက်မဆုတ်သင်ဘူးတဲ့လောကမှာလူတော်များများကိုလက်ငင်းကြုံတွေ့နေရတဲ့အခက်အခဲကိုသာအကြီးတကအကြီးကျယ်ဆုံးအခက်အခဲလို့အောက်မေ့တတ်ကြတယ်တကယ်တော့ကိုကြုံနေရတဲ့အခက်အခဲမျိုးဟောဒီကဘာပေါ်မှာလူတန်းပေါင်းများစွာတွေ့ကြုံဖြတ်တန်းခဲ့ရဘူးပြီအခုလဲတွေ့ကြုံနေရစေနောက်လဲတခြားလူတွေတွေ့ကြုံအောင်မှသိကြပါတယ်တကယ်ဆိုကိုယ့်ကိုပြန်ကြည့်ုံနဲ့အခက်အခဲတွေအများကြီးဖြတ်တန်းခဲ့မှုတဲ့တန်မနစ်လူသားလို့တွေးပြီးဂုဏ်ယူခြင်းစရာကောင်းနေမယ်ထင်ပါရဲ့ဘာဖြစ်လို့လဲဆိုတော့ဟောဒီသက်ရွယ်တွေရောက်လာခဲ့တာဟာကျွန်တော်တို့အနေနဲ့အခက်အခဲမျိုးမျိုးကိုရင်ဆိုင်ဖြတ်တန်းပြီးမှရောက်လာခဲ့ကြတာမဟုတ်ဘူးလားကဲခင်ဗျားကိုယ်တိုင်ပဲလွန်ခဲ့တဲ့10နှစ်လောက်တုန်းကကြုံခဲ့တဲ့အခက်အခဲတစ်ခုကိုပြန်စဉ်းစားမြင်အောင်ကြည့်လိုက်ပါဦးအဲ့တုန်းကတော့အကြီးတကအကြီးမားဆုံးလို့ထင်ထားတဲ့အခက်အခဲကအခုကျတော့သေးငင်နေပြန်ရောမဟုတ်ဘူးလားဒီတစ်ချက်တည်းနဲ့ခင်ဗျားဟာဒုက္ခတွေကိုဖြတ်တန်းနိုင်နေဆိုတော့သိကြသွားပါပြီတခြားသူတွေကတော့အခက်အခဲတွေကိုဘယ်လိုဖြတ်တန်းကြသလဲတချို့ကကလေးတွေလိုပဲရီမန်းချက်ကိုလွယ်လွယ်နဲ့လက်လျှော့ပြီးတော့ဖြစ်တယ်လို့ရေးစုံမျောလိုက်ကြတယ်တချို့ကတော့ပန်းနိုင်အပြောက်မခံမဲနဲ့ဒီနည်းနဲ့မရရင်ဟိုနည်းစသဖြင့် viewer မျိုးမျိုးသုံးညံကစားပြီးကြော်လွှားကွေ့ပက်ကြတယ်တကယ်တော့ဖြတ်ကျော်လို့မရတဲ့အတားအဆီးလို့ထင်ရတဲ့အရာတွေဟာကိုကခေါင်းငုံလက်ခံလိုက်မှသာအရှုံးဖြစ်သွားတာပါခင်ဗျားအရှုံးကိုလက်မခံသေးမရှုံးသေးပါဘူးဒါနဲ့များဘာဖြစ်လို့ကိုယ့်ရဲ့ပန်းနိုင်ကိုလက်လျှော့ပြောင်းလဲပြင်ပါလဲဂျပန်ပုံမြင်လေးတစ်ပုဒ်ရှိပါတယ်လူနှစ်ယောက်ဟာကြောင်ကဘာတစ်ခုမှနေစဉ်ထိုင်ပြီးတော့ငားမြားကြတယ်လာရီနှစ်တွေကြာလာတော့ချောင်းကလည်းတဖြည်းဖြည်းကောစားပြူလာတယ်သူတို့နှစ်ယောက်စလုံးလည်းငားအရာနင်းလာတာပေါ့ဒါပေမဲ့ပထမတစ်ယောက်ကနည်းနည်းတော်သေးတယ်လို့ဆိုရမှာပေါ့နေစဉ်သူ့အိမ်စားလို့ရယုံ3-4កောင်တော့ရနေသေးတာ哦ဒုတိယတစ်ယောက်ကတော့ပိုးချင်းနေဆိုတယ်တနေ့လုံးထိုင်များပါမှ9 ကောင်2ကောင်ပြီးကိုခဲရင်နေတာလူချင်းလဲတူလုံလဝရိယစိုက်ထုတ်ပုံချင်းလဲတူငားများတဲ့နေရာမှာလဲတူပေမဲ့ငါဘာလို့ကန်စိုးနေရတာလဲလို့ဒုတိယလူကတွေးလိုက်တယ်သူတက်တော့စဉ်းစားလေးစိတ်တက်ကြစရာကောင်းနေပါပဲဒါပေမဲ့ तू ကအခက်ခဲရှေ့မှာဒူးထောက်ငိုကြွေးနေမယ်လို့မဟုတ်ဘူးဒီထက်ကောင်းတဲ့နေပါရှိသေးတယ်လို့စဉ်းစားတယ်လက်တော်ချင်းနေမှာတော့ तू ကပထမလူချက်နှိမ့်ကြနေတယ်အမှန်ပဲဒါပေမဲ့ तू အရှုံးမပေးဘူးငါးပြားလို့မရတဲ့တူတူအိမ်ကိုပြန်ပြီးပိုက်ကုန်တစ်စင်ရက်တယ်အဲ့ရက်ပိုင်းနေမှာတော့သူ့တအိမ်လုံးစားစရာမရှိလို့ငက်ပြက်လူးလှိမ့်နေတာပေါ့အဲ့ဒီချိန်မှာပထမလူကတော့ပုံမှန်တိုင်း9-3-4កောင်ဆွဲပြီးအိမ်ပြန်ရက်ပဲနောက်ဆုံးတော့သူ့ပိုက်ကုန်ပေးသွားတယ်ဒုတိယတငါးတဲ့ကကောနေတဲ့ချောင်းငယ်လေးကိုစွန့်ပြီးတော့မြေထဲမှာငားသွားဖမ်းတော့စီးပွားဖြစ်လောက်ငားတွေအများကြီးဖမ်းမိပါတယ်တဲ့ပထမလူကတော့ချောင်းငယ်လေးထဲမှာပဲငားလေး3-4កောင်နဲ့ကျင်းနေစဲပါပဲကျွန်တော်ပြောချင်တာလေးလို့ပါလူဟာမိမိရဲ့ပန်းနိုင်ကိုအပြောက်မခံရဘူးနံပါတ်2ဒီနည်းနဲ့မရတော့ရင်တခြားဒီချက်ကောင်းတဲ့နေပါရှိသေးလဲလို့တီထွင်ကြံစနေရမယ်ရှာဖွေနေရမယ်လူဘဝဆိုတာအမြဲတမ်းပုံမှန်ကြီးပဲခုံမောင်းနေတာမဟုတ်ပါဘူးပုံမှန်တိုင်းစီးမျောမဲ့လူတွေကတော့ကောင်းစရာရှိရင်ကောင်းလိုက်မယ်ဆိုးစရာရှိရင်ဆိုးလိုက်မယ်ဆိုတဲ့အပြုခံ object စင်ပဲရှိပါတယ်ပုံမှန်ဖောက်ထွက်မဲ့လူကတော့ကိုယ်ကံကြမ္မာကိုဖန်တီးနိုင်စွမ်းရှိတဲ့ subject တွေပါလက်တလုံးချင်းတွေမှာပုံမှန် object သမားထက်နှိမ့်ကြကုန်နှိမ့်ကြနိုင်မယ်ဒါပေမဲ့အောင်မြင်သွားတဲ့တနေ့မှာတော့ပုံမှန်သမားတွေအားလုံးကိုဖြတ်ကျော်တက်သွားမှာပါကလေးတွေ7ကလေးငယ်ကဖက်နှက်တစ်တရံဝယ်လာသည်မိခင်ဖြစ်သူကတတိပေးဟဲ့တာဖက်နှက်တစ်ကြီးမယ်ဆိုတတိထားနော်ပထမတစ်ပတ်နှစ်ပတ်အတွင်းမှာဖက်နှက်ပေါက်တက်တယ်ဒါသိပါတယ်မမေရဲ့ပထမတစ်ပတ်နှစ်ပတ်အတွင်းမှာဖက်နှက်ဟောင်းကိုပဲစီးမှာပေါ့လုပ်ငန်းတစ်ခုရဲ့အစပိုင်းဟာအခက်အခဲဆုံးအပိုင်းပါပဲဖက်နှက်အသစ်တရံစီးရတယ်လို့မျိုးပေါ့အစပိုင်းမှာဖက်နှက်ပေါက်တက်တယ်မဟုတ်လားအဲ့ဒီအစပိုင်းကိုအားတင်းရင်ဆိုင်ဖြတ်တန်းနိုင်ပြီးလို့ရှင်တော့နောက်ဆုံးမှာအရာရာဟာအသားချလွယ်ကူသွားပါပြီဒါပေမဲ့လူတိုင်းကအဲ့ဒီအစပိုင်းလေးကိုဖြတ်တန်းနိုင်လောက်အောင်စိတ်တဲ့အင်အားလုံလောက်ကြပါရဲ့လားလူတော်များများကတော့ဖြစ်နိုင်ရင်အဲ့ဒီအစပိုင်းအခက်အခဲဆုံးအပိုင်းလေးကိုကြော်လွှားပြီးတော့နောက်ပိုင်းအစဉ်ပြေသားကြမဲ့အခြေအနေစီကိုသာလှမ်းမြော်ကြည့်နေကြတာပါအစပိုင်းမှာကြုံတွေ့ရမယ့်ဒုက္ခဆင်းရဲတွေအခက်အခဲတွေကိုမသိကြအောင်စောင့်မေ့လျော်ထားကြတာပဲမဟုတ်ဘူးလားအစတော့ကလေးငယ်ကပထမတစ်ပတ်အတွင်းမှာ
ဖဏဟောင်းဝယ်စီးမှာပေါ်လို့ပြောသလိုမျိုးပေါ့လူတော်ဆိုတာအခက်ခဲတွေပုံစံသိမှုတွေကိုထိုးထွင်းပေါက်ပြီးမြင်နိုင်ရတယ်အသိဖန်တီးနိုင်စွမ်းရှိရတယ်ထိုးထွင်းတတ်တဲ့အသိဉာဏ်စွမ်းပကားနဲ့ပြည့်စုံရပါမယ်ကျွန်တော်တို့အခုရင်ဆိုင်နေရတဲ့21ရာစုရဲ့လုပ်ငန်းစနစ်နဲ့နည်းနည်းဆက်ဆက်ပြီးပြောချင်တာပါဒီလိုဒီနေ့ကကျွန်တော်ငယ်တကယ်ချင်းတယောက်နဲ့ပြန်တွေ့တယ်သူကအသေးစားကုန်ပစ္စည်းထုတ်လုပ်တဲ့လုပ်ငန်းရှင်တယောက်ဖြစ်နေပါပြီဒါပေမဲ့ပုံမှန်လေးလေးပြောရရင်သူထုတ်လုပ်တဲ့ပစ္စည်းကဈေးကွက်ထဲမှာဆွဲဆောင်အားသိပ်မရှိလာပါဘူးမျက်နှာပန်းမလှဘူးပေါ့တကယ်ချင်းဖြစ်သူကတော့ညည်းရှာပါတယ်ငါလုပ်ငန်းကတကယ်ဆိုအလားအလာအများကြီးရှိလာမယ်လို့ပေါ့ခုတော့ဘယ်လိုဖြစ်တယ်မသိပါဘူးထိုင်းနေတယ်တဲ့ကျွန်တော်ပြောလိုက်တယ်ဒီလောက်နဲ့အားထုတ်လို့မရရင်ဒီထက်ပိုအားစိုက်ထုတ်ဖို့ကွာငါလုပ်မယ်ဆိုဒီထက်အများကြီးပိုကောင်းအောင်လုပ်ပြနိုင်ပါသေးတယ်ကွာဒါပေမဲ့လောလောဆယ်မှာဒီလုပ်ငန်းကပတ်စံပြန်မဝင်သေးတာခက်နေတယ်ကွာကျွန်တော်အခုခေတ်မှာကုန်ပစ္စည်းမျိုးမြစ်တစ်ခုတိုင်းကိုပြိုင်ဘက်တွေအများကြီးပေါ်နေပြီဖြစ်တဲ့အကြောင်းကိုကုန်ပစ္စည်းကိုရည်သွေးကောင်းကောင်းထုတ်လုပ်နိုင်ရမယ်ပြင်ဈေးချိုချိုနဲ့ပါရောင်းနိုင်ပါမှဈေးကွက်မှာနေရာရမယ်အကြောင်းတွေပြောပြဖြစ်ပါတယ်ကျွန်တော်ရဲ့လက်ရှိ21ရာစုခေတ်ကအရေးသွေး quality ခေတ်ကိုကျွန်တော်မိတ်ဆွေရလဲနားလည်ရှားပါတယ်ဒါပေမဲ့သူပေးတဲ့စင်ကြီးရတခုလေပစ္စည်းရည်သွေးကောင်းကောင်းကိုဈေးချိုချိုနဲ့ရဖို့အတွက်အထုတ်လုပ်ဆက်ကောင်းကောင်းလုပ်ရမယ်အဲ့အတွက်ငွေရင်းနှီးအများကြီးကုန်ကြမှာဖြစ်တယ်ဒါဟုတ်သူမစွန့်စားရင်ငွေတွေအများကြီးရင်းပေးလိုက်ခါမှဆုံးရှုံးသွားရင်ဘယ်လိုလုပ်မလဲဆိုတဲ့ကြောက်စိတ်ဖြစ်ပေါ်နေပါတယ်ဒီနေရာမှာလူကောင်းဆိုတာဘာလဲလူတော်ဆိုတာဘာလဲဆိုတဲ့အတွေ့ကိုကျွန်တော်တွေးမိတာပါလူကောင်းဆိုတာရှိပြီးသားအခြေအနေတစ်စုံတစ်ရာကိုမပြတ်မစည်းမယုံမယွင်းအောင်ထိန်းသိမ်းနိုင်တဲ့သူကိုခေါ်တာပါလူတော်ဆိုတာတော့လက်ရှိအခြေအနေကနေထိုးထွက်ဖန်တီးနိုင်တဲ့လူကိုခေါ်တာပါကျွန်တော်တကယ်ချင်းကလူကောင်းတော့ဖြစ်တယ်သူကရှုံးမှကြောက်ပြီးလက်ရှိအခြေအနေလေးကိုထိန်းသိမ်းထားဖို့ကြိုးစားနေတာ哦ဒါပေမဲ့သူကလူတော်တော့မဟုတ်ရှာပါဘူးကျွန်တော်ကသူ့ကိုစကားတစ်ခုလက်ဆောင်ပေးလိုက်ပါတယ်ဒီခေတ်ကြီးထဲမှာလှုပ်နေတာအောင်မြင်ဖို့လုပ်နေတာမရှုံးဖို့လုပ်နေတာမဟုတ်ဘူးဆိုတဲ့စိတ်ဓာတ်ကိုမွေးပါလို့ဟုတ်တယ်လေလုပ်ငန်းတစ်ခုဟာမရှုံးဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့လည်ပတ်နေတော့ဘယ်တော့မှရှုံးရောက်မှာမဟုတ်ဘူးရက်တန်နေမှာပဲသိနေမှာပဲဖက်နဲ့မပေါက်ချင်တော့ဖက်နဲ့ဟောင်းအောင်ပဲစီးနေရမှာပေါ့ဒါကကလေးတွေပါလူတော်တယောက်အနေနဲ့ဘာကိုထိုးထွင်းမြင်ရမလဲဆိုတော့လက်ရှိဖြစ်ပြနေတဲ့ဖြစ်ပျက်လေးတစ်ခုထပ်ဖွဲ့စည်းတည်ဆောက်ထားတဲ့အဆောက်အဦတစ်ခုလုံးခြုံငုံမြင်နိုင်စွမ်းရှိရမယ်လက်ရှိအချိန်ကာလလေးတစ်ခုထပ်နောက်လာမယ့်အနာဂတ်အချိန်ကာလလေးတစ်ခုလုံးမှာလှမ်းပြီးထိုးထွင်းမြင်နိုင်စွမ်းရှိရမယ်ဥပမာပြောရရင်စစောတကယ်ချင်းဝယ်ကြည့်ပါစက်ကောင်းကောင်းဝယ်ပြီးအရင်တည်ရင်ငွေကုန်ကြေးကြများမယ်ဆိုတော့မှန်ပါတယ်ဒါပေမဲ့ဒါကအစိပ်ပိုင်းလေးတစ်ခုရဲ့အသွင်ပြင်ပဲရှိပါသေးတယ်ပထမဆင့်ပဲရှိပါသေးတယ်အဆောက်အဦတစ်ခုလုံးမဟုတ်သေးဘူးအချိန်ကာလလေးတစ်ခုကိုကြော်လွန်ပြီးမြင်ကြည့်လိုက်တာပါစဉ်းစားကြည့်လိုက်ပါကိုယ်စီရတဲ့ရေသွေးကောင်းကောင်းကုန်ပစ္စည်းတွေထုတ်လုပ်နိုင်တဲ့အခါဈေးကွက်ကိုစီးမိအောင်လုပ်ရမယ်စသဖြင့်အဆင့်ဆင့်တွေပြီးမြောက်သွားတဲ့အခါကိုယ့်အတွက်အကျိုးရလိုက်ပြန်ဖြစ်ထွန်းလာမှာမဟုတ်ဘူးလားလူတော်တွေအတွက်စစမြင့်လိုက်နိုင်ရမယ်စကားတစ်ခုရှိပါတယ်အဖြစ်ပြက်လေးတွေကိုမကြည့်နဲ့အဆောက်အဦတစ်ခုလုံးမြင်တတ်အောင်သင်ယူပါတဲ့ကလေးအတွေ့စနစ်ဟေးကဘာလုံးနေဆိုတဲ့အကြောင်းယုံကြည်လောက်တဲ့သက်သေပြချက်၃ခုပြောစမ်းဟုတ်ကဲ့ဆရာကဘာလုံးနေဆိုတဲ့အကြောင်းယုံကြည်အသင့်တာကတော့ကျွန်တော်ဖေကလည်းပြောပြဖို့ပါတယ်အခုဆရာကလည်းပြောပါတယ်ကျွန်တော်တို့ကလည်းဆရာတို့ပြောသလိုပဲထင်ပါတယ်တဲ့ကလေးတွေမှမဟုတ်ဘူးလူကြီးတွေလည်းဒီတိုင်းပါပဲကိုယ်တိုင်သိအောင်နားလည်အောင်ကြိုးစားပြီးမှလက်ခံယုံကြည်တယ်ဆိုတဲ့လူသားမျိုးကခက်ရှားရှားပါသူများတွေနောက်ကိုရောရောင်ပြီးတော့ခေါင်းကြီးလက်ခံလိုက်တာယုံကြည်ဖြစ်လိုက်တာမျိုးတွေများပါတယ်တွေးခေါ်ပညာရှင်ကြီးဖရက်ဒရစ်နေရှေကတော့ပြောပါတယ်လူများစုဟာအိမ်မောကြနေတဲ့သူတွေဖြစ်တဲ့လူတော်များများဟာတွေးတော်စဉ်းစားဝေဖန်သုံးသပ်တဲ့အသိဉာဏ်အလုပ်ကိုမလုပ်ချင်ကြဘူးသူများတွေကိုပုံလူကူးချပြီးရောရိမ့်လိုက်ဘာသာရိမ့်လိုက်နေပြီနေချင်ကြတာပါအဲ့လိုလူသားတွေကိုနေရှေကလူသားဖြစ်ကနေနေလျှောကြဆုံးနေတဲ့လူတွေလို့ခေါ်ပါတယ်နောက်တစ်မျိုးကတော့ရုပ်ခန္ဓာကိုပြစ်ပယ်မုန်းတီးပြီးစိတ်ဝင်တွေကိုချစ်မြတ်နိုးရမယ်လို့ခံယူထားတဲ့လူသားမျိုးတွေပါသူတို့ကလည်းတကယ်လူဘဝစိတ်ရဲ့တာဝန်တွေကိုရှောင်ဖယ်ထွက်ပြေးခြင်းနေတဲ့လူတွေပဲဖြစ်တယ်လို့နေရှိရဆိုပါတယ်နောက်တစ်မျိုးကလူဘဝမှာဒုက္ခဆင်းရဲတွေနဲ့ပြည့်နေတာပဲဆိုပြီးတော့ညီးတွားခံယူနေကြတဲ့လူသားမျိုးတွေပါမဟုတ်ပါဘူးလူဘဝဟာချမ်းသာဒုက္ခတွေနဲ့ပြည့်ဝနေတာမဟုတ်သလိုဆင်းရဲဒုက္ခတွေပဲပြည့်ရှမ်းနေတာလည်းမဟုတ်ပါဘူးကိုကြုံနေရတဲ့ဆင်းရဲဒုက္ခလိုပဲသူများတွေလည်းတခြားပုံစံမျိုးနဲ့ရင်ဆိုင်ကြုံတွေ့နေရတာပါပဲဒီကြားထဲမှာကိုကပို့ပြီးဒုက္ခဆင်းရဲတွေနဲ့ကြွေကြုံနေရတယ်လို့အောက်မေ့နေတော့တခုခုမှားယွင်းနေပြီဖြစ်ပါတယ်ဆိုလိုတာကကိုကပဲတာမန်ခက်ခဲတွေလောက်ကိုမကြော်လားနိုင်လောက်အောင်အားနဲ့ပြောညံ့နေတာလားကိုကြည့်မြင်သုံးသက်တဲ့ရှုထောင့်ကလွဲနေတာလားဒါမှမဟုတ်အစိုးရဆုံးကကိုညာပြီးညှာပြီးသူများတနာစီခြင်းတဲ့စိတ်တွေဝင်နေပြီလားဆိုတော့သုံးသပ်မှာဖြစ်ပါတယ်နောက်ဆုံးတစ်မျိုးကတော့လူဘဝရဲ့ပုံမှန်ဖြစ်စဉ်တွေကိုရှောင်ကျဉ်ထိန်းချုပ်တာပါပဲဥမာအဖြစ်သွေးသားတောင်းဆိုမှုတဏှာတွေလောဘဒေါသတွေကိုယွန်းရှာမုန်းတီးပြီးစွန့်ပယ်ထွက်ပြေးတာအတင်းကျပ်
ထိန်းချုပ်ရှောင်ကျင်တာပြင်းထန်ခေါင်းမရက်ဆက်တဲ့အစွန်းရောက်ကျင့်စဉ်တွေကိုကျင့်တာစသဖြင့်ပေါ့အဲ့ဒါလိုကျင့်သုံးခြင်းအပြင်အခုလက်ရှိနေနေတဲ့ဘဝထက်ပိုပြီးမြင့်မြတ်တဲ့ဒုက္ခတွေပြည်စုံတဲ့ဘဝစီကိုရောက်နိုင်မယ်လို့မျှော်လင့်တာဟာယခုလက်ရှိဘဝကနေစိတ်ကူးရင်ကဘာတွေကိုထွက်ပြေးခြင်းတစ်မျိုးပါပဲသင်တို့နေနဲ့ရောဘဝကိုဘယ်လိုရှင်သန်နေထိုင်ပါသလဲကလေးအတွေ့73ဟဲ့မောင်ကျုံဒီနေ့ဘာလို့ကြောင်းတက်နောက်ကြတော့ပြောစမ်းဒီနေ့မေမေပတ်စံတစ်စင်ပျောက်လို့ပါဆရာမကျွန်တော်ဘယ်ဦးမှလမ်းလျှောက်လို့မရဘူးဟေးဘာဆိုင်လို့တော့မေမေပျောက်တဲ့တစ်စင်ကိုကျွန်တော်က6ထောင်နဲ့နင်းထားရတာဟုတ်ကျွန်တော်လူကြီးလည်းဖြစ်တတ်ပါတယ်သူတို့ကသတိလက်လို့ဖြစ်သွားတဲ့အားနေချက်ပျောက်ကကိုနင်းပြီးကိုကအမျက်ထုတ်လိုက်တယ်ဟုတ်တယ်ကိုကတော့အမျက်ရပြီလို့ထင်လိုက်တာပါတကယ်တမ်းကျတော့အဲ့ဒီအကျိုးမြတ်ဆိုတဲ့အရာရှိကိုအပိုင်သိသိဖို့အားထုတ်ရင်အကွက်ချောင်းရင်းနဲ့ကိုတိုင်းအချီအတုပ်အဖွဲနောင်ခံနေရပြီဘယ်ဦးမှမရွေ့နိုင်မရှားနိုင်နဲ့ကိုအပ်တာထဲမှာကိုအချင်းကြာသွားတာပါအဲ့ဒီအထိလူတော်များများကိုအပြစ်လို့မထင်တတ်ကြသေးပါဘူးကိုเจ้าနောက်ကြနေရတာမေမေပတ်စံ30ပျောက်လို့ဆိုတဲ့စင်ကြီးမျိုးပေးခြင်းနေကြတော့မှာပဲဒါကလူကြီးတွေ့လားဒီလိုဆိုတော့တချို့ကမေးကောင်းမေးခြင်းကြမယ်လူဟာကိုအပ်တာတို့ကိုအကျိုးတော်ကိုမလုပ်ရတော့ဘူးလားလို့လုပ်ရပါတယ်လူဆိုတာအကျိုးရလက်တစ်ခုတော့အမြဲရှာဖွေနေကြတာပဲမဟုတ်ဘူးလားဒီနေရာမှာကျွန်တော်ကစဉ်းစားစရာလေးတစ်ခုပေးခြင်းပါတယ်အကျိုးရလက်ဆိုတာအတွင်းမှာရှိမလားအပြင်မှာရှိသလားလို့စက်မှုခေတ်မှာတော့ရလက်ဟာအတွင်းမှာရှိတယ်လို့ယူဆခဲ့ကြတယ်ဆိုလိုတာကပိုင်ရှင်ဟာအရင်းနှီးကိုစိုက်ထုတ်သူဖြစ်တယ်သူအရင်းနှီးကိုအမိပြုပြီးကုန်ပစ္စည်းတွေထွက်ပေါ်လာတယ်ဒါကြောင့်အဲ့ဒီကုန်ပစ္စည်းတွေရဲ့ပတ်သက်တဲ့အကျိုးခံစား권တွေအမျက်ဆုံးတွေမှန်သမျှကိုအရင်းနှီးစိုက်ထုတ်သူလုပ်ငန်းရှင်ဟာအကျွမ်းမဲ့ခံစားရပါတယ်အမျက်ဆုံးတွေရလေးဒီလုပ်ငန်းရှင်ဟာအောင်မြင်လေးပဲလို့သတ်မှတ်တိုင်းတာကြတာ哦အဲ့လိုတိုင်းတာရဲ့စနစ်ကိုအတွင်းစနစ်လို့ခေါ်ကြပါတယ်ဒီဘက်စက်မှုလုံးခင်မှာကြတော့ပြောင်းလဲတော့ပါပြီရလက်ကပြင်မှာရှိပြီးတော့ကုန်ကြစိတ်ဟာအတွင်းမှာရှိတယ်တဲ့ဆိုလိုတာဒီလိုပါကုန်ပစ္စည်းထုတ်လုပ်သူတယောက်အနေနဲ့သူထုတ်လုပ်ရမယ့်ကုန်ပစ္စည်းကိုအရေးသွေးကောင်းကောင်းရအောင်ရင်းနှီးကုန်ကြခံမှာဖြစ်ပါတယ်အရေးသွေးရဖို့ဘယ်လောက်ထိကုန်ကြခံပြီးလုပ်နိုင်တယ်လဲဆိုတဲ့ကိစ္စသူ့ပေါ်မှာမူတည်ပါတယ်ထုတ်လုပ်သူနဲ့ပဲတိုင်းတာမှာပါဒါကြောင့်ကုန်ကြစိတ် cost ဟာအတွင်းမှာရှိတယ်လို့ပြောတာဖြစ်ပါတယ်ဒါကြောင့်သူ့လုပ်ငန်းသူ့ကုန်ပစ္စည်းအောင်မြင်လားမအောင်မြင်ဘူးလားဆိုတဲ့ရလဒ်ကိုဘယ်လိုတိုင်းတာလဲရိုးရိုးလေးပါသူ့ကုန်ပစ္စည်းကိုသုံးဆွဲတဲ့စားသုံးသူကဘယ်လောက်စိတ်ချမ်းသာမှုရသွားတယ်ဆိုတဲ့အချက်နဲ့တိုင်းတာပါတယ်စားသုံးသူကိုစိတ်ချမ်းသာအောင်လုပ်ပေးနိုင်တဲ့ကုန်ပစ္စည်းအမှတ်တစိတ်ဟာအောင်မြင်တဲ့လုပ်ငန်းပဲလို့သတ်မှတ်ပါတယ်ဒါကြောင့်ရလဒ်ဟာအပြင်မှာရှိတယ်လို့ပြောတာပါအနောက်နိုင်ငံများတော့ဒလေထုံးတဲ့သတ်မှတ်ချက်ကိုစားသုံးသူယဉ်ကျေးမှု consumer culture လို့ခေါ်တဲ့ခေါင်းစဉ်အောက်ထည့်လိုက်ကြပါတယ်သင်ရောလက်ခံပါသလားဘာဖြစ်ဖြစ်ကဘာကြီးကတော့ပြောင်းလဲနေပါတယ်စီးပွားရေးမကပါဘူးလူမရေးမှလည်းဒီလိုပါပဲသင်ကလူဖွဲ့စည်းတွင်းမှာအောင်မြင်တဲ့သူဖြစ်ပါသလားကြားဆုံးနေတဲ့သူဖြစ်ပါသလားသင်နဲ့ဆက်ဆံလိုက်ရတဲ့လူအချို့ဖို့ဘလောက်ထိစိတ်ချမ်းသာမှုရသွားသလဲအဲ့ဒီအချက်နဲ့တိုင်းတာမှာဖြစ်ပါတယ်သူဘာသာသူဆရာကြီးပဲဖြစ်ဖြစ်အင်ဂျင်နီယာကြီးပဲဖြစ်ဖြစ်တထေးကြီးပဲဖြစ်ဖြစ်ကုမ္ပဏီပိုင်ရှင်ကြီးပဲဖြစ်နေသူနဲ့ဆက်ဆံရတာစိတ်မချမ်းသာဘူးဆိုရင်အဲ့လူဟာလူအတိုင်းဝိုင်းအတွင်းမှာအရှုံးပေါ်နေတဲ့လူကြားဆုံးနေတဲ့လူပါပဲသူတို့ရဲ့ချုံရင်အားနည်းချက်ကိုနင်းပြီးအများထုတ်ဖို့လောက်သာစောင့်နေတာဆိုရင်တော့ကဘာကြီးနဲ့အမိလိုက်ချင်မှာမဟုတ်ပါဘူးအဲ့ဒါမျိုးကခလေးတွေပါတနေရာထဲမှာမတ်တက်ရက်သားအတွေးခေါ်ရအောင်စိတ်တက်ရပါမရွေရှားနိုင်မင်းနဲ့နောက်ကျကြံရစ်ခင်ပါပါခလေးတွေ14တရက်တွင်ကလေးငယ်ဖြစ်သူကအเจ้าမနောက်ကျပြီးပြန်ရောက်လာသည်ဖခင်ဖြစ်သူကဘေးသည်စားဘာလို့နောက်ကျနေရလဲလမ်းမှာအဖွားကိုတယောက်နဲ့တွေ့တယ်ဖေဖေအဲ့ဒီဖွားကလမ်းပြတ်မကူတဲ့ဘူးဖြစ်နေတာနဲ့ဒါအကူကြီးပေးခဲ့တယ်အေးငါသားတိတ်တော်တယ်ဟုပြောကမုံဘိုးတစ်ချက်ပေးလိုက်သည်နောက်နေ့တွင်လည်းသားဖြစ်သူကသူ့ငယ်ချင်းတယောက်ကိုခေါ်လာပြီးအရင်ကလိုပဲအဖွားကိုတယောက်ကိုလမ်းဖြတ်ကူဖို့အကူကြီးပေးခဲ့ရကြောင်းပြောပြန်သည်ဖခင်ဖြစ်သူကချီးမွမ်းပြီးမုံဘိုးတစ်ချက်စီပေးလိုက်ပြန်သည်နောက်တစ်နေ့တွင်တော့သားဖြစ်သူကအတန်းထဲမှာအဖော်10ယောက်ခန့်တဲ့သူရောက်လာပြီးအရင်နေများလိုပင်အဖွားကိုတယောက်ကိုလမ်းဖြတ်ကူဖို့အကူကြီးပေးခဲ့ကြောင်းပြောပြန်သည်ဖခင်ဖြစ်သူကအံ့အားသင်သွား၏ဟာမင်းတို့လူကများလာ ਈ လားကွာအဖွားကြီးကလမ်းဖြတ်မကူးချင်ဘူးဆိုပြီးအတင်းညင်းနေလို့ပါဖေဖေတဲ့လူတော်များများရဲ့အတွေးကိုနံပါတ်1 processive focus types လို့ခေါ်တဲ့ရေဘူးရအစဉ်အဆက်တွေးနေတဲ့နံပါတ်2 purpose focus type လို့ခေါ်တဲ့ဥဒိကြအဓိကထားတွေးနေဆိုပြီးတော့နှစ်မျိုးခွဲခြားလို့ရပါတယ်နံပါတ်1တွေးနေဖြစ်တဲ့ processive နည်းဟာအလွယ်ပြောရရင်ရေဘူးရဆန်တဲ့ပုံတွေတွေးနေဖြစ်ပါတယ်ဆွဲစောကခလေးငယ်တွေတွေးတဲ့တွေးနေဟာအဲ့ဒီပုံတွေတွေးနေပါအဖွားတို့တယောက်လမ်းဖြတ်ကူအောင်လမ်းဖြတ်ကူးနိုင်အောင်လို့သူလုပ်ပေးတယ်ဒါနံပါတ်1ချက်ဒါကြောင့်သူငွေတကြက်ရတယ်ဒါနံပါတ်2ချက်အဲ့ဒီအတွေးစင်ဆက် process ကိုပုံသေးသတ်မှတ်ထားလိုက်တာပါ
အဲ့လိုမှတ်ထားတဲ့အတွက်ကြောင့်ပဲ तू ကငွေတစ်ချက်ကိုလိုချင်တဲ့အခါမှာအဖွားအိုကိုလမ်းဖြတ်ကူးခြင်းချင်းမကူးခြင်းချင်းအတင်းကူအောင်လုပ်တော့တာပေါ့နံပါတ်1တွင်းဖြစ်တဲ့ဦးဒီချက်တီကထားစဉ်းစားနေကတော့ပုံတင်မဟုတ်ပါဘူးဖြက်လန်းနေထွင်းနီးတွေဖြစ်နိုင်ခြေတွေပေါ်မူတည်ပြီးပြောင်းလဲလုပ်ကင်သွားတာပါဒါပေမဲ့နောက်ဆုံးရည်မှန်းချက်ပန်းနိုင်တော့ရောင်ရမယ်ပေါ့အဲ့မှာလဲနောက်ထပ်မျိုးခွဲတစ်ခုထပ်ခွဲထွက်သွားပါတယ်ပထမနေ့က downstream မှာဒုတိယနေ့ကတော့ upstream မှာ downstream ဆိုတာတော့ကိုရောက်ရှိလုပ်ကင်နေတဲ့လုပ်ငန်းစနစ်တွေမှာဖြစ်ပေါ်လာမယ့်အတားအဆီးမှန်သမျှကြော်လွှားဖို့စဉ်းစားလေးဖြစ်ပါတယ်အဲ့တော့ပထမဦးဆုံးကိုရောက်ရှိတဲ့ပါဝင်နေရတဲ့စနစ်ကိုနားလည်အောင်လုပ်ရပါမယ်ပြီးတော့မှ problem finding ဆိုတာလုပ်ရပါမယ်ပြဿနာတွေဟာတင်းပေါ်ဝန်းကျင်မှာရှိနေတဲ့လောကကြီးကပေါက်ဖွားစေတာဖြစ်တယ်ဆိုလိုတာတင်းရဲ့ပြိုင်ဘက်တွေငွေကြေးစနစ်ပြောင်းလဲတွေစီးပွားပြက်ကတ်တွေပတ်ဝန်းကျင်ဆိုင်ရာပြဿနာတွေတင်းရဲ့လုပ်သမားတွေစက်ကိရိယာတွေကြောင့်ဖြစ်ပါတယ်ဒါတွေကိုရှောင်လွှဲတင်တာရှောင်လွှဲ data ရင်ဆိုင်တင်တာရင်ဆိုင်ပြီးတော့ရေမှန်းချက်စီရောက်အောင်သွားတဲ့နေဟာ downstream ပါ upstream ဆိုတာတော့လုပ်ငန်းငွေအတွင်းပြင်းကျင့်ထုံးတွေအားလုံးကိုနီးကိုဟန်နဲ့ကိုယ့်ဘာသာပြောင်းလဲလုပ်ကံပြစ်လိုက်တာကိုခေါ်တာပါပဲအဲ့ဒီခါမှာသင်ဟာကိုပိုင်နီးကိုပိုင်စနစ်ကိုပိုင်ဟန်နဲ့တည်သက်တွေတွေလုပ်ကံတဲ့သူဖြစ်လာမှာပါဈေးကွက်ကိုဦးဆောင်သူဆိုတာအဲ့ဒါလိုလူစားမျိုးခေါ်တာပါပဲဘယ်နေရာမှာဆိုဦးဆောင်သူဟာတီထွင်ဖန်တီးစိတ် creative mind တော့ရှိရပါလိမ့်မယ်ဒါတော့ဇာမိတ်ခိုင်စိုးစံရဲ့ကလေးတွေးဆိုတဲ့ essay လေးတွေဖြစ်ပါတယ်အားလုံးပဲနားဆင်ပေးကြတာကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ Sharing Audiobook application လေးကိုအသုံးပြုချင်နေဆိုရင်ကျွန်တော် description မှာ download လုပ်လို့ရမယ့် link လေးပေးထားပါတယ်အဲ့ဒီကနေ download ရယူနိုင်ပါတယ်လောလောဆယ်မှာတော့ Play Store App Store APK Viewer တို့မှာ download ရယူလို့မရနိုင်သေးပါဘူးကျွန်တော်တင်ဖို့ကြိုးစားနေပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်